ယနေ့ညကျေးဇူးဆက်ကဟောကြားအပ်သောမြတ်ဗုဒ္ဓ၏ကောင်းသောရာယံပါဠိတော်ကြီးတွေနှင့်ရှင်းပညာရှိတွေရဲ့အဆိုမိန့်တွေကိုကိုးကား၍သူတော်ကောင်းတို့ဟောနာကြည်ညိုကြဖို့တရားလေးသဘောရွေးထုတ်ခဲ့ပါတယ်အဆိုထဲမှာအကောင်းရှာတရားတော်လို့ဒီကောင်းစီလေးပေးပြီးဦးဇင်းတို့ကျေးဇူးဆက်ပါမယ်ဘာတရားလဲလို့မေးရင်အဆိုထဲမှာအကောင်းရှာတရားတော်အလုံးပြောပါဦးတရားတော်မှာများတရားတော်မှာများဟဲ့ထူးကြပါဟဲ့တရားတော်မှာများတခြားဘွဲလားတရားဘွဲလားတရားဘွဲလို့ပြောလိုက်တာနဲ့တရင်တယောက်မလားမနေရဖိတ်ထားတာပါသလားကျောင်းကရွာဦးကျောင်းကဆရာတော်ဘုရားကြီးနဲ့နောင်တော်ကြီးကတရားကောင်းကြီးမြတ်ကြီးဟိုကပေးမယ်တရားပေးမယ်ဆိုပြီးမြူဆွဲခေါ်ထားတာပါသလားကိုယ်တော်ကိုယ်ဆန္ဒနဲ့လာကြနာကြတယ်ဆိုတာမသိကြဘူးလားဒါတခြားဘွဲလားတရားဘွဲလားတရားဘွဲဆိုတာလူတိုင်းလာနိုင်သလားလူတိုင်းနားနိုင်သလားတရားကိုလူတိုင်းကြိုက်သလားဟေးမကြိုက်ဘဲနဲ့အိုဝမ်းရေဟဲ့မကြိုက်ဘဲနဲ့ဟဲ့ဒါဆိုဒီနေရာမှာလာကြတဲ့ပုဂ္ဂိုလ်တွေကတော့တရားကောင်းကြီးမြတ်ကြီးကြိုက်လို့လာတာလားမကြိုက်လို့လာတာလားတရားကြိုက်လို့လာတာဘာကြိုက်လို့လာတာဒါဆိုရင်ဒီလိုနေရာမျိုးတွေဆိုတာလူတိုင်းလာနိုင်သလားလူတိုင်းနာနိုင်သလားဘုံရှင်ကံရှင်တွေမှလာနိုင်နာနိုင်တယ်ဆိုတာမသိကြဘူးလားအုံဝန်းရေမတူတွေမှလာနိုင်တာဘုံတစ်လုံးနဲ့မပြောနဲ့လေနောက်ကကံလေးလေးပါအောင်ပါဒီဘုံကြောင်းကိုချက်တိတိတောင်ထားပါအုံဝန်းရေဘုံရှင်ကံရှင်တဲ့ပြန်ပြောပါလေတော့ဒီပုဂ္ဂိုလ်တွေမှလာနိုင်နာနိုင်တယ်ဆိုတာမသိကြဘူးလားအဲဆိုရင်ဒီတဲ့ရောက်လာကြတဲ့ပုဂ္ဂိုလ်တွေဒီကြောင်းတိုက်တဲ့ရောက်လာကြတဲ့ပုဂ္ဂိုလ်တွေကဘာရှင်နေတော့ကိုဒီသလုံးနဲ့တရားကောင်းကြီးမြေတွေးကြည့်ခြင်းမထဲမှာမအေးဘူးလားဒါကြောင့်တရားကောင်းကြီးမြေတရားဝဲလာရတဲ့အကျိုးမြတ်ဟာသိပ်ပြီးတော့ကြီးတယ်လေဗျာမှန်လားဒါကြောင့်ယနေ့ညလာပြီးတော့ရဝင်းယနေ့အင်္ဂေယတိုက်တန်သီတိကတရားကောင်းကြီးမြေမြတ်နိုးစွာနဲ့ဓမ္မပူဇာဓမ္မသဘင်တို့လာကြတယ်ဆိုတာမသိကြဘူးလားလာကြတဲ့တော်ဆရာပေါင်းအလုံးတို့ဟောနာကြည်ညိုကြဖို့ဦးဇင်းတို့ကတရားကောင်းကြီးမြေတရားလေးသဘောရွေးထုတ်ပြီးတော့ပြောပါတယ်အလုံးပြန်ပြောပတ်တရားလေကြားတဲ့ပုဂ္ဂိုလ်တိုင်းပြန်ပြောပါအောင်ပတ်တရားလေတရားဝဲလာတယ်ဆိုတာဟာသူများအတွက်လားကိုယ့်အတွက်လားသူများရေးလားကိုယ်ရေးလားအုပ်ဝင်းရေတကူကိုလေးလုံးမနေနဲ့မနစ်ကလည်းပြောခဲ့ပြီးဟောဘယ်နဲ့ဘုန်းကြီးနဲ့ပြောတော့ကိုရီကက်တွေနဲ့အင်းချက်မှခေါ်ကြခင်ဗျားတို့အဲ့ဒီကိုတွေကတရားဝဲလာတယ်ဆိုတာဟာတပည့်တော်တို့အတွက်ပါဖရာလို့ပြောတယ်ဘယ်မဲ့ဘုန်းကြီးနဲ့ပြောတော့ကိုရီကက်တွေလုံးနေအုပ်ဝင်းရေတရားဝဲလာတယ်ဆိုတာမတူအတွက်တော့မတူရေးတော့ကိုမဟုတ်ဘူးလို့ဟောဒီအုံဝန်းနဲ့တော့တပည့်တော်တို့အရေးပါဖရာလို့ပြောမတူရေးတော့ယဟန်တန်ခါနဲ့ပြောတဲ့အခါမှာဗုဒ္ဓဘာသာကောင်းတစ်ယောက်ဖြစ်ဖို့မလိုဘူးလားအဲ့ဒါတကူကိုတွေကအိမ်ကျမှပြောကြရှာရီရပါတယ်အဲ့ဒါတွေပြောဟောတာကိုအုံဝန်းရေတပဝဇာလာတတန်တရာလုံးဇာလာအဲ့တော့တရားကောင်းတို့ဦးဇင်းတို့တွေပြန်ပြီးတော့စဉ်းစားကြည့်လို့ရှိရင်တရားကောင်းကြီးမြေဇီဝဥစ္စာဆိုတာဟာကိုယ်ပိုင်ဟုတ်သလားဇီဝဥစ္စာလုံးကြတဲ့အခါကိုယ်ပိုင်အတွက်ဟုတ်သလားဟုတ်တရားဝဲလာတဲ့ကျတော့တရားကောင်းကြီးမြေကိုယ်ပိုင်ဆိုတာမသိကြဘူးလားဇီဝဥစ္စာတွေဆိုတာလုံးတယ်ဆိုတာဟာဘုံဆိုင်နေလေဗျမှန်လားရဲ့ကိုယ်ပိုင်အလုပ်လားအထုတ်ကကြမှာဒီပါဇက်ကထွက်တဲ့လေလေးရမဆက်နှမျောနေလို့ရပါမလားအဝင်းရေတိတ်တန်မှုကြီးတဲ့ဒီပါဇက်ကတရားကောင်းကြီးမြေမနဲ့မိုးတော့အောင်ခြင်းလင်းကနေညာမိုးချုပ်ဒီပါဇက်ကပုရုဇဉ်တွေဆိုတော့ကောင်းတာထွက်တာများတာလားမကောင်းတာထွက်တာများတာလားဘာထွက်တာများလားအေးမကောင်းတာအေးဟုတ်တယ်မကောင်းတာတွေထွက်တာများတာအဲ့တော့ယနေ့ညဘာထွက်ခွင့်ရပါကောင်းတာတွေများများထွက်ခွင့်ရမယ်ဆိုတာမသိကြဘူးလားကောင်းတာများများထွက်ခွင့်ရတော့လေများများထွက်ထားဖို့မလိုဘူးလားအိန္ဒိယကြီးတခွဲရနဲ့လုံမနေနဲ့မနမိုးလင်းကြတော့9ရင်ကျ10ရင်ကျတရဟိုဘိုင်းကအော်ဒီဘိုင်းကအော်နဲ့တရွာလုံးချောင်းအော်ပြီးတော့ဒီနေရာကျမှတရားကောင်းကြီးမြတ်ကြီးအိန္ဒိယကြီးတခွဲရနဲ့လုံမနေနဲ့အော်ကြသူများအတွက်လားကိုယ့်အတွက်လားပြီးတော့တို့အတွက်လို့ပြောနေတာကိုဒါနဲ့ကိုမိုးလင်းတော့မှာအုပ်ဝင်းရေမတုအတွက်တော့
အကြောင်းမြတ်လို့စွာနဲ့သင်ပြပါရစေတော်ကောင်းကြီးမြတ်ကြီးအဆိုးထဲမှာအကောင်းရှာတဲ့ပြောပါဗျာဣန္ဒယံကတ္တဓမ္မကတ္တဒေသနာတော်ကိုမောကြားကြသည်မိမနာကြားကြသည်မိတရားပိုင်ရှင်ဖြစ်တဲ့သုံးလောကထွက်တာရှင်တော်မြတ်ဗျာကိုစနောကသမသနာမလင်မောကနေဝစီမနာမနှုတ်နေပူဇော်မယ်တော်ကောင်းတို့ကလောကလေးတွေကိုစီကိုငါချီမြတ်လွာလေးတွေချာရှင်တော်ဗုဒ္ဓဤသီလကုံဓမ္မတိကုံပညာကုံတို့နိုင်မင်းဖြစ်သောတပင်ညုတဉာဏ်တော်ဤကုံတော်တို့ကိုအလွန်ကြီးညိုရှင်ခိုးပူဇော်ကြတော့ကြအောင်စို့ဘုံတော်လုံးခိသမုံပန်တော်ဤတာယသဗ္ဗပါဏိနံဣတိနာသစ္စာဝဇေနနေသောကဝန္တုတာရဝောလောကိကာမရုပရုပဟုဘဝသုံးခွင်ဘုံသုံးမြင်မှာဘုံတော်သစ္စာလေးပါးမြတ်တရားကိုပိုင်ခြားတင်တိမြင်ပေသက်ဘုရားရှင်ကိုတော်မြင်ခြင်းသည်သဗ္ဗပါဏိနလူယောနဘာပြမမကျွန်းတတဝါခပင်တို့ဤဣတာယပစ္စုပန်သန္တရနှပြတို့ဝကောင်းကျိုးချမ်းသာအလုံးငါသမုံပန်တော်ဥရိတောင်စွန်တဏိဝဉ္ကြီးကဲ့သို့ဖြစ်ထွန်းပေါ်ပေါတော်မူခဲ့ပါပြီဖယားဣန္ဒီနာဒိသဝစီနာဤသောနှုတ်တံဖို့တို့ပြန်၍ဟုတ်မှန်မကြွဝစီမနာမသစ္စာစကားကိုပြောဆိုရလေသောကြောင့်သာတဝတရားချင်းခင်စိတ်ကောင်းဝမ်းကြကုန်သောသင်တော်စေမရိတံပေါင်းတော်ကောင်းတို့သည်နေဒုက္ခသာဆင်းရဲခတ်သိမ့်မှလေကင်းခြင်းရကုန်သည်ဝန္တုပြကြပါစေကုန်တည်းနေသောကသမဆိုးမရင်တကူရှိန်၍ဆိုရင်ကြောင့်ကြပြပါရတို့မှလေကင်းဝေးကြကုန်သည်ဝန္တုပြကြပါစေကုန်တည်းဝန္တုယခုရွဆိုရသောသစ္စာစကားနှင့်ဘုလတိမေတ္တာရရှိန်ဝါကြောင့်အချိန်မကြာကိုစီကိုငါပြည့်စုံတော်မူနိုင်ကြလေကုန်ရာတန်တီတုံးလောကထွန်းထရှင်တော်မြတ်ဗျာကိုဥစွာဗရမရှင်ကိုပြီးတဲ့နောက်တော်ကောင်းတို့ပြုတဲ့ကုသိုလ်ကောင်းမှုဥစနုပြုတဲ့ကုသိုလ်ကောင်းမှုတွေကိုသစ္စာပြုတိုင်တင်ပြီးတော့ကမ္ဘာလောကကြီးဘီယံဒီပေါ်လာကြပြီဘီယံဒီများလာကြပြီဥစနုမြန်မာနိုင်ငံတို့နိုင်ငံသားအပေါင်းအလုံးနေလည်းပဲဘီယံဒီများလာကြပြီဘီယံဒီပေါ်ကုန်ကြပြီဒါကြောင့်တော်ကောင်းတို့ပြုတဲ့ကုသိုလ်ကောင်းမှုဥစနုပြုတဲ့ကုသိုလ်ကောင်းမှုတွေကိုသစ္စာပြုတိုင်တင်ပြီးတော့မေတ္တာပို့ဆုတောင်းပေးကြရအောင်အလုံးလိုက်ဆုံးဘီယံပေါ်လာလောကတွင်မှာဘီယံဒုက္ခရောက်နေကြညာလာဝိနိတတဝါတွေဘီယံဒုက္ခခုခန္ဓာမုတ်ချဝေပါစေဘီယံပေါ်လာလောကတွင်မှာဘီယံဒုက္ခရောက်နေကြညာလာဝိနိတတဝါတွေဘီယံဒုက္ခခုခန္ဓာမုတ်ချဝေပါစေ
ဆိုရင်တော့ကရောက်နေကြမြာလာဝိနိတတဝါတွေဆိုရင်တော့ကဖုခန္နာမုတ်ချဝေပါစေဆိုရင်တော့ကရောက်နေကြမြာလာဝိနိတတဝါတွေဆိုရင်တော့ကဖုခန္နာမုတ်ချဝေပါစေကဲတရုသုံးချိန်ခေါ်လိုက်လောကမှာကျေးဇူးများဆုံးဖြစ်တဲ့ပုဂ္ဂိုလ်တို့ကိုရှင်ကိုပူဇော်ပြီးတဲ့နောက်ဥဒ္ဒရရဲ့ရွှေမြိုင်ဓမ္မသဘင်ကိုစတင်ပြီးတော့ဖွင့်လှစ်ပါပြီဓမ္မသဘင်စတင်ဖွင့်လှစ်ပြီးလို့ကြီးညာခြင်းဥဒ္ဒရရဲ့နိုင်မှာ7နာရီနဲ့မှ10မိနစ်တီးတီးရှိတော့ပါပြီဗျာ7နာရီ10မိနစ်လို့ပြောလိုက်တာနဲ့ရှေ့မှာတည့်ရဲ့ရှေ့မှာ3ညာလေးခံထားတယ်8 3ညာ1ပေါ့နော်ဗျာအဲ့ဒီရှေ့ရဲ့3ညာရဲ့1ရဲ့3လုံးပေါင်းရင်9ဆိုပြီး9ကနန်းမရဘူးလားအဝန်းနေရေမကနန်းရ9ကနန်းဆိုတာဟာတို့ဗမာတွေသိကြိတ်တဲ့ကနန်းမဟုတ်လားတရားဓမ္မများအိုးနောက်ကတရားဓမ္မများလို့ခေါ်ရင်ဓမ္မကြီးတို့တရားကြီးတို့ဖရာလို့ထူနော်အိုးနောက်ကတရားမကြီးတွေမြင်ရသလားကြားရောကြားရလားဦးဇင်းတို့တရားကောင်းတို့လာကြနာကြတဲ့တရားဝဲမှာတရားကောင်းကြီးမြတ်ရေဘာလို့လဲမျက်နှိုးစွာနဲ့ဦးဇင်းတို့ပြောတဲ့စကားလုံးလေးတွေမှတ်မိဖို့တော့မလိုဘူးလားအာယုံလေးလဲစိုက်ထားဖို့မလိုဘူးလားတရားနာတယ်ဆိုတာဟာတရားကောင်းကြီးမြတ်ရေကွန်းစားနီးတဲ့ကြံစားနီးတဲ့မလိုင်းတောင်နီးတဲ့တုံးနီးရှိတယ်တရားနာတဲ့ပုဂ္ဂိုလ်တွေတရားကောင်းကြီးမြတ်တရားဝဲတွေဆိုသွားနေကြတာပဲအဖြူညိုလေးတွေပခုံးလေးတွေတရားကောင်းကြီးမြတ်အညိုရောင်လေးသင်ပြီးသွားနေကြတာပဲတရားနာနည်းကဘယ်နှနည်းရှိတာတုံးနည်းရှိတယ်နံပါတ်1ကပါတဲ့တော့ကွန်းစားနီးတဲ့နံပါတ်2ကပါတဲ့တော့ကြံစားနီးနံပါတ်3ကနို့မလိုင်းတောင်နီးတဲ့နံပါတ်1ကွန်းစားနီးကတော့တရားကောင်းကြီးမြတ်တရားဝဲတော့တရားကောင်းကြီးမြတ်လာတော့လာတယ်နာတော့နာတယ်ဟိုငေးဒီငေးတဲ့ဘာလို့လာမှန်းလည်းမသိဘူးတရားကောင်းကြီးမြတ်သူများသွားလို့သွားလိုက်တာပဲသူများလာလို့လာလိုက်တာပဲဘုန်းကြီးเจ้าမှာမော်ရင်ကတောက်တယ်တိုက်တယ်ရွှေမြိန်ဆရာလေးရောလေးဝရောတယ်ဘာဖြစ်တယ်လဲညာဖြစ်တယ်ဟိုကြည့်ဒီကြည့်ဟိုဆက်စုဒီဆက်စုစုပြီးတော့ကြွေးတာလေးစားပြီးတော့တရားကောင်းကြီးမြတ်ဘာလို့လဲဟိုငေးဒီငေးငေးပြီးတော့ဘာမှမမှတ်မိလိုက်ဘူးမှန်လားကုသိုလ်လည်းဘာမှရဘူးဥချရကောင်းမှလည်းမသိဘူးမျက်မျက်နုံနုံနဲ့တန်ဖိုးထားရကောင်းမှလည်းမသိဘူးထိုင်နေတာနာနေတာတရားကောင်းကြီးမြတ်ဟိုမိုးဟိုငေးဒီမော့နဲ့တရားကောင်းကြီးမြတ်ပြီးသွားတာတရားကောင်းကြီးမြတ်တရားလည်းမမှတ်မိလိုက်ဘူးကုသိုလ်လည်းမရလိုက်ဘူးတရားကောင်းကြီးမြတ်ကွန်းစားတဲ့အခါအကြီးရောအဖတ်ရောထွေးထုတ်ရတယ်မဟုတ်လားတကယ်ကြီးနဲ့မတူတဲ့တော့ဦးစောလောကြီးဒီလိုမဟုတ်လားကုကွန်းနေစားတယ်ထွေးမထုတ်ရဘူးလားအကြီးလည်းမျိုးချလို့ရလားအဖတ်ရောမရဘူးလေအဝန်းနေရေမဆန်းနေတော့မဖြစ်စေနဲ့နော်ကုသိုလ်လည်းမရဘူးတရားလည်းမရဘူးမမှတ်မိဘူးမှန်လားနံပါတ်1ကကြတော့ဗါလဲတော့ကြံစားတယ်ဆိုတာတော့ကြံစုပ်တယ်ဆိုတဲ့စကားလုံးကဦးဇင်းတို့ကတော့ဘာလို့လဲဟိုအညာရန်ဆိုတော့စုပ်တယ်ဆိုတဲ့စကားလုံးကတော့ပြောတာပေါ့လေဒါပေမဲ့နားထောင်မကောင်းငယ်တော့ကြံချောင်းတွေဖျားပွဲတွေမှာတရားကောင်းကြီးမြတ်ကြီးဘာလို့လဲလို့မေးလို့ချင်းကြံချောင်းတွေကိုပိုင်းပြီးတော့ပွဲစည်းတွေမှာရောင်းတယ်လေရောင်းရင်ကြံတွေခွာပြီးတော့မစုပ်ရဘူးလားအကြီးပဲစုပ်ရတယ်အဖက်စားရလားလွတ်ပြေးရတချို့တရားဝဲတော်လာတယ်တရားကောင်းကြီးကုတူပဲရဖျားလည်းဖူးတယ်ဘုန်းကြီးလည်းဥချလိုက်တာပဲသူများသွားလို့သွားလိုက်တာသူများလာလို့လာလိုက်တာသူများလူလို့လူလိုက်တာကုတူပဲရအကြီးပဲရဘာမမိလိုက်ဘူးတရားဝဲကြီးကိုအေးစီချက်တော်အိုးဝဲခန္ဓာချက်တော်ကိုရီးယားဆိုတော့ဘုရားရဲ့မွေးရမြေမှာစီချက်တော်အေးဝက်ကွဲမွေးငါးတွေကိုအကုန်ပြတ်ထွက်တာဘာမှကိုမလောက်လိုက်ပါဘူးအေးစီတာမြဝက်ကွဲမှန်လားကုသိုလ်စိတ်ကလေးနဲ့ပဲတရားကောင်းကြီးမြတ်ဟောလိုက်တဲ့တရားတရားကောင်းကြီးမြတ်မှတ်မိသလားကျင့်ရကောင်းမှလည်းသိသလား
လက်အုပ်ချီပြီးကုသိုလ်စိတ်ကလေးနဲ့ပဲနေတာပဲကုသိုလ်စိတ်ကလေးနဲ့ပဲပြီးသွားတာပဲဘာမှမမှတ်မိလိုက်ဘူးနောက်ဆုံးကုံကုံပြောတရားကောင်းစီးတောင်မမှတ်မိလိုက်ဘူးမှန်လားဒီလိုပုဂ္ဂိုလ်ကျတော့တရားကောင်းကြီးမိပါတယ်တော့ကြံစားနည်းပေါ့ကြံစုံနည်းပါပဲစားနည်းကြံစုံနည်းကနားထဲမှာခေါ်လို့မကောင်းလို့ကြံစားနည်းလို့ပြောတာနောက်နံပါတ်3ကတော့နိုးမလိုင်းတောင်းနေတဲ့တချို့ကတရားပွဲတွေလာကြတယ်ဆိုတာကတရားကောင်းကြီးမိမျက်နှိုးစွာနဲ့ကိုလာကြနာကြတယ်ဆိုတာမသေးကြဘူးလားတယုတတိနဲ့နာပြီးတယုတတိတွေမှတ်သားပြီးတော့တရားကောင်းကြီးမြေဘာလို့လဲလို့မေးလို့ရှိရင်နာမကြားရတဲ့တရားစကားလုံးတွေဘာလို့လဲမှတ်မိအောင်မှတ်တယ်ကြားပြီးသားစကားတွေကိုလည်းပဲပို့ပြီးတော့တရားကောင်းကြီးမြေမှတ်မိအောင်ပို့ပြီးတော့တရားကောင်းကြီးမြေမှတ်မိအောင်ပို့ပြီးလေ့ကျင့်တိလန်တဲ့တရားတွေကိုလည်းပဲလက်တွေ့လိုက်နာကျင့်သုံးတယ်ဩမင်းညတော့ကဆောတော်ဘုရားကဗပြောသွားတယ်လင်ညကဆရာတော်ဘုရားကဗပြောသွားတယ်အောင်ပွဲညကတို့ဆရာတော်ဘုရားကဗပြောသွားတာဆိုပြီးတော့တရားကောင်းကြီးမြေတို့ပြောတို့ဆရာတော်ဘုရားတွေပြောတဲ့စကားလုံးတွေတို့လက်တွေ့လိုက်နာကျင့်သုံးမယ်ဆိုပြီးတော့တရားကောင်းကြီးမြေဘာလို့လဲလက်တွေ့လိုက်နာကျင့်သုံးလိုက်တာအကြီးလဲအာဟာရဖြစ်တယ်အဖက်လည်းပဲအာဟာရဖြစ်တယ်နို့မလိုင်ကလေမှန်လားအဝန်းနေဘယ်နည်းနဲ့နာဖို့လို့တော့အပြောကြွေလိုက်လဲမမိုးရဲ့အဝန်းနေတရားဝဲလို့တာပြောနေတာတရားနာဖို့ဆိုတာဟာလွယ်တဲ့အလုပ်တော့လည်းမဟုတ်ဘူးလေမှန်လားလွယ်တဲ့အလုပ်ဟုတ်သလားလွယ်တဲ့အလုပ်မဟုတ်နေတာဘာကြောင့်လွယ်တဲ့အလုပ်မဟုတ်တာလဲလို့မေးလို့ရှိရင်သို့တော်ကောင်းတို့တွေတရားဆိုတဲ့အရာကတရားကောင်းကြီးမြတ်ရေလူတိုင်းမနစ်တက်ဘူးတရားဆိုတဲ့အရာကလူတိုင်းမနစ်တက်ဘူးလူတိုင်းမကြိုက်ဘူးလူကောင်းလူတော်တွေမှကြိုက်တာအဝန်းရေဘာလဲတော့ဘာကိုနှစ်သက်တာဘာကိုကြိုက်တာလူကောင်းလူတော်တွေမှကြိုက်တာနှစ်သက်တာတရားကမှန်လားလူကောင်းလူတော်မဟုတ်တဲ့ပုဂ္ဂိုလ်သူတော်ကောင်းကြီးစမ်းကျင်ဘက်စကားလုံးပြောလူမိုက်တွေလူယုံမာတွေကတရားမကြိုက်ဘူးအဲ့ဒီစည်ရင်ထဲမှာတို့ဒေသကသူတော်ကောင်းကြီးဘာလို့တလဲလို့မေးလို့ရှိရင်တိုင်ဦးဒေသကလူတွေအားလုံးကသူတော်ကောင်းကြီးနားလည်လက်ခံထားဖို့မလိုဘူးလားကြိုက်တဲ့ဘက်မှာနေမှလားမကြိုက်တဲ့ဘက်မှာနေမှလားရှိကဘာစကလုံးလေးခံပြောမယ်တရားကြိုက်တဲ့ဘက်ကနေနေပါမယ်ပြောဘာကြိုက်တဲ့ဘက်ပြောရင်ဘာကြိုက်တဲ့ဘက်တရားကြိုက်တဲ့ဘက်ကနေနေမှသာလျင်တို့တော်ကောင်းတို့ရဲ့ဘဝဦးဇင်းတို့ရဲ့ဘဝကတရားကောင်းကြီးမြတ်ဘဝတန်တရာလုံးကနေပြီးတော့တန်တရာလုံးကနေပြီးတော့လွတ်မြောက်တရားလမ်းကိုရှာဖွေသွေးရှိမယ်ဆိုတာမသိကြဘူးလားလောကကြီးကမြဲသလားလူတွေကမြဲသလားရှာဖွေသုံးဆောင်ခံစားနေတဲ့တက်ရှိတတ်မဲ့အရာတွေကမြဲသလားစီးစိမ်ဥစ္စာယရနာရွှေငွေတိုက်တာအိုးအိမ်တွေကမြဲသလားဖုံဖုံနေထိုင်နေတဲ့ကျောင်းကံဖယားဇီရီတွေရောမြဲသလားဝတ်နေတဲ့သင်္ကန်းတွေဝတ်နေတဲ့ဝတ်စားတွေကမြဲသလားမမြဲနေတဲ့လောကကြီးထဲမှာတရားကောင်းကြီးမမြဲတာဟာတရားကောင်းကြီးမကောင်းလို့ပေါ့မှန်လားမမြဲတာကောင်းလို့လားမကောင်းလို့လားမကောင်းလို့ပေါ်တရားကောင်းကြီးမြေဒါကြောင့်မြတ်ဗုဒ္ဓကတရားကောင်းကြီးမြေအနိစ္စလို့တွန်တွန်ဟောခဲ့တယ်ဆိုတာမသိကြဘူးလားဒါကိုတို့ကမျက်နှိုးစွာနဲ့တန်ဖိုးထားပြီးတော့ယနေ့သူတော်ကောင်းတို့ဦးဇင်းတို့တွေကလက်တွေ့လိုက်နာကျင့်သုံးပြီးတော့မမြဲခြင်းတဘောတရားကိုမြင်အောင်ကြည်သိအောင်လုပ်ဖို့မလိုဘူးလားဒါကြောင့်ဓမ္မောဟဝေရခတိဓမ္မစာရိဓမ္မောဒုစိန်သောဒုက္ခမဝဟတိဣတာနိတံသောဓမ္မောတုစိန်သောနာဒုက္ခတိင်္ဂစ္စတိဓမ္မစာရိတဲ့ဩဝနေဓမ္မောလောကီလောကုတ္တရာတုစရိတရားတိဓမ္မစာရိတရားကိုကျင့်လေးရှိတဲ့သူတို့ကိုရက္ခတိအပေဆင်းရဲတန္တရာဝဆင်းရဲမကြရအောင်စောင့်ရှောက်ပါဝေကုန်၏သူစိန်သောကောင်းစွာခြင်းရသောဓမ္မောလောကီလောကုတ္တရာသူစရိတ်တရားသည်ဒုက္ခလောကီလောကုတ္တရာချမ်းသာကိုအဝဟတိဆောင်နိုင်၏တဲ့ဩဝနေဓမ္မကိုကျင့်ရင်သူစရိုက်တရားတွေကိုကျင့်ရင်ကောင်းတဲ့အရာတွေကကိုယ်စီလာမယ်ဆိုတာမသိကြဘူးလားတရားကျင့်ရင်တရားကအကာအကွယ်စောင့်ရှောက်ပေးတယ်လို့ဒီလိုပြောချင်တာတခါပါမယားတရားကျင့်ရင်တရားကကာကွယ်စောင့်ရှောက်ပေးတယ်ဗါလေတော့တရားကျင့်ရင်ဝရိယလေးစိုက်ထားပြန်ဘာကျင့်ရင်ဘာကကာကွယ်စောင့်ရှောက်မယ်အဲ့
အဲ့ဒါလို့တရားချင်းရင်တရားကကာကွယ်စောင့်ရှောက်မှဖြစ်လေသောကြောင့်မြတ်ဗုဒ္ဓပြောခဲ့တဲ့ဒေသနာတော်တွေကိုဒုတော်ကောင်းတို့တွေဒီယနေ့တော့တရားဓမ္မတွေကိုနာယူမှတ်တမ်းကျင့်ကြံကြိုးစားပွားများအထောက်နေကြပြီဆိုတာမသေးကြဘူးလားဒါဆိုရင်တရားကျင့်နေတာဖြစ်တဲ့တော့တရားရဲ့အကာအကွယ်စောင့်ရှောက်ကိုလိုချင်လို့လာကြတယ်ဆိုတာမသေးကြဘူးလားဒုက္ခလောကီလောကုတ္တရာနှဖျားသောချမ်းသာဒုက္ခကိုအဝဟတိဆောင်နိုင်ဓမ္မစာရိတရားကိုကျင့်လေရှိတဲ့ပုဂ္ဂိုလ်သည်ဓမ္မေလောကီလောကုတ္တရာဒုစရိတ်တရားကိုဒုစိန်နေကောင်းစွာကျင့်ရသည့်အဖြစ်ကြောင့်ဒုက္ခတိမကောင်းတဲ့ဒုက္ခတိအပေလီဘုံဌာနသို့နာကိစ္စတိမရောက်နိုင်ပါပေတဲ့စာကဓမ္မကိုကျင့်နေတဲ့ပုဂ္ဂိုလ်ဟာတော်ကောင်းကြီးကောင်းတာတွေကျင့်နေတာဖြစ်တဲ့အတွက်ကြောင့်မကောင်းတဲ့အပေဒုက္ခတိဘုံဌာနသို့မသွားရောက်နိုင်ဘူးမသွားရဘူးလို့ဒီလိုပြောတာအကောင်းကြိုက်ရင်ကောင်းတာတွေကျင့်ဖို့မလိုဘူးလားပြန်ပြောပါလေတော့အကောင်းကြိုက်ရင်ကောင်းတာတွေကျင့်ဖို့လိုတယ်ဒီစကလုံးလေးနှလုံးသားထဲရောက်အောင်တော်ကောင်းကြီးမြတ်ရေဘာလို့လဲမျက်နှိုးဖို့လိုတယ်တော်ကောင်းတို့ဦးဇင်းတို့တွေဒီလောကီစည်းစိမ်ဥစ္စာတွေကမမြဲဘူးလို့မပြောဘူးလားပိုင်ဆိုင်ထားတဲ့လက်ဝဲရတနာတွေစည်းစိမ်ဥစ္စာတွေကမမြဲဘူးလို့မပြောဘူးလားဒါဆိုရင်အကောင်းဆိုတာရှင်မရဘာကိုပြောတာလဲစိန်နေရွှေတွေကြောက်တံပရမများတွေကံကောင်းစားတွေအိမ်ကောင်းစားတွေတိုက်တယ်နေနေတဲ့အကောင်းမဟုတ်ဘူးလားမေးစရာရှိတယ်တော့ဦးဇင်းတို့တော်ကောင်းတို့ထင်နေတဲ့အကောင်းလို့ထင်နေတဲ့အရာတွေကမြဲတဲ့အရာတွေလားမမြဲတဲ့အရာတွေလားဩဝန်းနေမမြဲရင်မကောင်းလို့ပေါ့မမြဲရင်တရားတော်မှာမရနှလုံးသားနဲ့နားထောင်တော့ဗျနှလုံးသားနဲ့နားထောင်တော်ကောင်းတို့ပိုင်ဆိုင်နေတဲ့လောဝေရဏကြောက်တံပရမယအိုးအိမ်တိုက်တာစည်းစိမ်နေရတော်ကောင်းကြီးမြတ်ကြီးအကောင်းနေလို့လောကီမျက်လုံးတက်ကြည့်ရင်အကောင်းနေလို့မမြင်ဘူးလားအကောင်းနေလို့မထင်ဘူးလားသဘောတရားကနားလေအောင်ပြောဝတ်သားလေးစားရချက်သားလေးစားရပစွန်တုတ်ကြီးနဲ့စားရအကောင်းနဲ့စားရတယ်လို့ဒီလိုမထင်ဘူးလားမြဲသလားဒါဆိုရင်စစ်မှန်တဲ့အကောင်းမဟုတ်လို့ပေါ့တရားတော်မှာမရအခုလက်ဝဲရတနာတွေတရားဝဲလာကြတဲ့အခါတုထက်ငါတရားကောင်းကြီးမြေဝတ်ပြီးတော့တရားကောင်းကြီးမြေရှိုးတွေထုတ်ကြတာတွေမရှိဘူးလားအတုတွေလားအစစ်တွေလားအိုးဝန်းနေပြောစမ်းအတုတွေလားအစစ်တွေလားအစစ်တွေလောကီမျက်လုံးနဲ့တက်ကြည့်ရင်အစစ်ပေါ်မှန်လားမြဲသလားမမြဲဘူးလားလောကုတ္တရာမျက်လုံးနဲ့တက်ကြည့်လိုက်တော့မမြဲတာဖြစ်တဲ့တော့မကောင်းဘူးပလေအတူကြီးလေမှန်လားဒါဆိုရင်ဝတ်လာတဲ့နေရာရောက်နေတဲ့နေရာကလောကီနယ်ပယ်မဟုတ်ဘူးလောကုတ္တရာနယ်ပယ်လောကုတ္တရာတရားတွေနာနေတာဖြစ်တဲ့အတွက်ကြောင့်လောကုတ္တရာမျက်လုံးနဲ့တက်ပြောတော်ကောင်းတို့ခုဝတ်လာတာလားအတူလားအစစ်လားဒါပဲဒီစကလုံးကိုရောက်အောင်ကိုမေးနေရတာအိုးဝန်းနေမမတက်နဲ့ဆိုတာဒါပြောတာဟန်ပြက်လိုက်မယ်တဲ့မမတက်နဲ့တဲ့မှန်လားကောင်းတဲ့အကျင့်တွေကိုကျင့်မှသာလျင်ကောင်းတဲ့အကျင့်ဆိုတာဘာလဲငါချမ်းသာပြီးရောငါလှပြီးရောငါဝမ်းပြီးရောငါစင်ပြေပြီးရောဒုနေနိုင်ပြီးရောရသမျှစည်းစိမ်ဥစ္စာတွေကငါတွက်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 ငါဖို့ငါဖို့ငါဖို့ကြည်ပဲဆိုရင်အိုးဝန်းနေငါတကောကောနေတဲ့နာမည်ကြီးကကြားလို့ကောင်းလားမြင်လို့ကောင်းလားမျှဝေစိတ်မရှိနေတဲ့တရားကောင်းကြီးမြတ်ကြီးလူတယောက်ကကြားလို့လည်းမကောင်းဘူးမြင်လို့လည်းမကောင်းဘူးကြည့်လို့လည်းမကောင်းဘူးခေါ်ခြင်းစရာလည်းမကောင်းဘူးမျှဝေစိတ်မရှိလို့ဗါတဲ့တော့မှန်လားဟဲ့ဒါကြောင့်မမြဲခြင်းသဘောတဘာဝတရားတွေကိုဆင်ញင်လက်ခံထားနိုင်မှသာလျင်မျှဝေစိတ်ဆိုတာဖြစ်မယ်ဆိုတာမသေးကြဘူးလားဒါကြောင့်ဓမ္မရဲ့စံကျင်ဘအတ္တမကျင့်နေတဲ့ပုဂ္ဂိုလ်တွေကိုလောကကပြောသလေဗျအတ္တဓမ္မတဲ့ဗါတဲ့တော့ခေါ်စမ်းအဝန်းချဲချဲခေါ်ဗါတဲ့တော့အတ္တဓမ္မလို့ပြောလိုက်တာနဲ့ကြားလို့ကောင်းလားအတ္တဓမ္မနဲ့သဘောရဲရဲဓမ္မဟာနည်းနည်းလေးဆိုလို့ရတယ်နွားနဲ့မချာကသူလီမွေးဆက်ယုတ်ပမာခဏသာရလာဘဝမှာ
လူနဲ့တူအောင်နေစမ်းမှာဒါရိုးရိုးလေးပဲအတ္တအားကြီးရင်တလိษံနဲ့တူတယ်လို့ပြောလိုက်တဲ့စကားလုံးဆိုတာမသိကြဘူးလားမကောင်းတဲ့ဘက်မှာမနေနဲ့ဆိုတာဒါပြောတာမကောင်းတဲ့ဘက်မှာမရှင်တန်နဲ့ဆိုတာဒါပြောတာငါချမ်းသာပြီးရောငါလှပြီးရောငါဝပြီးရောငါတို့စင်ပြေပြီးရောဒုဝတ်နိုင်ပြီးရောဒုစားနိုင်ပြီးရောဆိုတဲ့စိတ်မျိုးနဲ့ဆိုလို့ရှိရင်ဒီလိုခမ်းနားတဲ့တရားဝဲကြီးကိုဒီညီတော်နောင်တော်တွေရက်ရွာကဒကာဒကမတွေတိုင်းတစ်ပါးမှာရောက်နေကြတဲ့ညီလေးတွေညီမလေးတွေအကိုလေးတွေမားလေးတွေကတရားကောင်းကြီးမြတ်ဒီလိုတရားဝဲကြီးဆင်နွှဲကျင်းပနိုင်စေအကြောင်းရှိသလားတို့အုံဝန်းကတက်ညီလက်ညီနဲ့ဆရာတကာတွဲပြီးတော့တရားကောင်းကြီးမြတ်ဇာတိချက်ကျွေမွေးရမြေဒေသကလူမျိုးမရွေဘာသာမရွေအလုံးကိုချမ်းသာအစစ်ကိုရစေခြင်းလို့ဒီနေ့ညပေးနေတာမနေ့ညကပေးတာနောက်ညလည်းပေးမှာကအတုတွေလားအစစ်တွေလားဟာကောင်းလိုက်တာအဝန်းနေအတုတွေလားအစစ်တွေလားအစစ်တွေပေးတာဗျာဆရာတော်ဘုရားတွေညီတော်နောင်တော်တွေရက်ရွာကတရားကောင်းကြီးမြတ်ကြီးတန်ဖိုးရှိတဲ့ပုဂ္ဂိုလ်တွေဇာတိချက်ကျွေမွေးရမြေကိုချစ်မြတ်နိုးချတဲ့တိုင်းတစ်ပါးရောက်နေကြတဲ့ညီလေးတွေညီမလေးတွေအကိုလေးတွေအမလေးတွေကကိုဇာတိချက်ကျွေမွေးရမြေကိုမမေကောင်းတော့ကျေးဇူးတရားတွေနဲ့တရားကောင်းကြီးမြတ်ကြီးအစစ်တွေပေးနေတယ်အစစ်လက်ဆောင်တွေပေးနေတယ်ဆိုတာမသိကြဘူးလားမနှက်ဖြန်တပတ်ခါတရားကောင်းကြီးမြတ်ကြီးမနှက်ဖြန်လာတက်ကြီးပူဇော်ဝဲရတပတ်ခါမှာပေးမဲ့တသိန်းနေနှစ်သိန်းနေပစိုးတွေထမိန်တွေကအတုတွေဖိုးတို့ဖွားတို့မှန်လားဟဲ့မြဲလို့လားမမြဲလို့ယနေ့ညပေးတဲ့ဟာတွေကအတုတွေလားအစစ်တွေလားမနှက်ပြန်တောင်းတော့ပေးမဲ့ဟာတွေကအတုတွေလားအစစ်တွေလားတရားအရာတာကိုတွေ့တော့ရင်တခြားအရာတာမေ့သွားမှာပါတဲ့။အိုဝန်းနေဘာရတာတွေ့အောင်လုပ်အောင်ပြောစမ်းဘာရတာတွေ့အောင်လုပ်အောင်ဒါဆိုရင်မနှက်ပြန်မယူတော့ဘူးပေါ့တပတ်ခါမယူတော့ဘူးပေါ့အိုဝန်းရေဗမာလူမျိုးကတရားကောင်းကြီးမြတ်ကြီးယူတဲ့သူနဲ့ပေးတဲ့သူနဲ့ဘယ်သူကများတာယူတဲ့သူတွေများလာတယ်မှန်လားဒီထဲမှာမယူခြင်းတဲ့ပုဂ္ဂိုလ်ပါသလားမရခြင်းတဲ့ပုဂ္ဂိုလ်ပါသလားတိုင်းပြည်လုံးမှာပဲတရားကောင်းကြီးမြတ်ကြီးဘာလို့လဲပြန်ကြည့်ကြည့်တော့လူပတ်ဝန်းကျင်အတိုင်းဝိုင်းမှာရှိတာမဟုတ်ဘူးစွန်းဆန်ခန်းနဲ့မေသီလရှင်အတိုင်းဝိုင်းလေယူတဲ့သူနဲ့ပေးတဲ့သူဘယ်သူများယူရဲဆရာလေးကများတယ်ပေါ့ဒီလိုမဟုတ်လားဒါဆိုရင်စွန့်တပိတ်ခံပြီးတော့တပိတ်ပိုက်ပြီးစွန့်ငံထွက်တဲ့သင်္ကန်းကြီးတွေနဲ့တရားကောင်းကြီးမြတ်ကြီးဘုန်းကြီးတွေကကောယူတဲ့ဘုန်းကြီးနဲ့ပေးတဲ့ဘုန်းကြီးဘယ်သူကများလဲအိုဝန်းနေကတော့ဘာဖယားလို့တာခေါ်ပြီးပြောကြတော့မှန်လားဟဲ့ယူတဲ့သူနဲ့ပေးတဲ့သူဘယ်သူကများလားယူတဲ့သူကများလာတယ်လောကကြီးကလောဘတွေသိပ်ကြီးလာတယ်တဲ့ဘာလဲတော့ဟဲ့လောဘဆိုတာလိုချင်တာလားပေးချင်တာလားလိုချင်တာဒုံနဲ့ရိုက်လို့ပဲရဓာတ်နဲ့ခုတ်လို့ပဲရဒီလိုရရင်ဒီလိုယူနေတဲ့လောကကြီးဒီလိုရရင်ဒီလိုယူနေတဲ့လူတွေကများဒီလိုရရင်ဒီလိုယူနေတဲ့တရားကောင်းကြီးမြတ်ကြီးဥစ္စလို့လည်းပဲတရားကောင်းကြီးမြတ်ကြီးပုထုဇဉ်တွေဆိုတာတရားကောင်းကြီးမြတ်ကြီးဒီလိုတွေရများအဲ့တော့စကလုံးလေးရိုးရိုးလေးပဲပြောလောဘကြီးခြင်းဟာကောင်းသလားလောဘအစွန်းထွက်တဲ့ပုဂ္ဂိုလ်ကိုမြင်ရရင်ရင်ပတ်ထဲမှာအေးချမ်းသလားအေးချမ်းမှုလေဟောတော်ကြည်ပါဦးအိုကြီးဦးမထာမလောဘတွေကိုကြီးနေလိုက်တာအေးညိမယ်လဲမဟုတ်လေရမှာပါဘုန်းကြီးက65ရောက်လို့ပြောပြီးသားပါဟဲ့တိုးမနေပါနဲ့လူမနေပါနဲ့သပင်ကြီးတွေဖြူပြီးတော့အေးညိမယ်လဲအိုဝန်းနေမှန်လားဟဲ့ဟောတော်မြင်ရတာမကောင်းလိုက်တာလောဘကြီးတဲ့ပုဂ္ဂိုလ်ကိုမြင်ရတွေ့ရရင်ရင်ပတ်ထဲမှာအေးချမ်းသလားပူလောင်သလားဒါဆိုရင်တရားကောင်းကြီးမြတ်ကြီးအရာရာကိုချင်းစာချီကိုယ်စိတ်နဲ့နှိုင်းမယိုင်းစီနဲ့တဲ့အရာရာမှာကောင်းဖို့ဆိုရင်ကိုယ်စိတ်နဲ့နှိုင်းဖို့လိုတယ်အရာရာမှာကောင်းဖို့ဆိုလို့ရှိရင်ကိုယ်စိတ်နဲ့နှိုင်းဖို့လိုတယ်လောဘကြီးတဲ့လူတစ်ယောက်ကိုမြင်ရရင်ရင်ပတ်ထဲမှာအေးချမ်းသလားဒါဆိုရင်ကိုယ်တိုင်လောဘကြီးတဲ့ပုဂ္ဂိုလ်ဘက်မှာကိုရှိနေရင်ကိုယ့်ကိုကြည့်ပြီးတော့ကိုယ့်ကိုမြင်တဲ့ပုဂ္ဂိုလ်ကအေးချမ်းမှုရပါမလားတခါမမယာတခါမမယာငါကိုယ်တိုင်လောဘကြီးနေရင်ငါ့ကိုကြည့်ပြီးတော့ငါပတ်ဝန်းကျင်ကလူတွေကမြင်ရတာ
Asian မှုရမှာမဟုတ်ဘူးအော်ငါလည်းပူလောင်လိုက်တာလောဘငါလည်းပူလောင်လိုက်တာဆိုပြီးတော့တွေးလိုက်တာအတွေးလေးပြောင်းလိုက်တာနဲ့ဒီလောဘကပူလောင်ခြင်းပဲဒါကြောင့်ငါလောဘရဲ့ဆန့်ကျင်ဘက်ပေးကမ်းခြင်းနဲ့ပဲငါနေမယ်အိုးဝင်းလောဘရဲ့ဆန့်ကျင်ဘက်ကအလောဘဆိုတာကယူခြင်းလားပေးကမ်းခြင်းလားဒါဆိုရင်ယူတာကပူလောင်နေဆိုရင်ပေးမှအေးချမ်းမှာပေါ့ဒါဆိုရင်ယူတဲ့ဘက်မှာနေမှလားပေးတဲ့ဘက်မှာနေမှလားအိုးဝင်းနေယူတဲ့ဘက်မှာနေမှလားပေးတဲ့ဘက်မှာနေမှလားယူရင်လေးမှာပေါ့ယူရင်လေးရင်အောက်ကြမှာပေါ့လေးရင်ပေးရင်ပေါ့မှာပေါ့ရင်အပေါ်တက်မှာပေါ့အိုးဝင်းနေတို့ကအောက်မှာနေချင်တာလားအပေါ်သွားချင်တာလားဒါဆိုရင်ယူရမှာလားပေးရမှာလားတရားဓမ္မများဒီပရိသတ်ကယူတဲ့သူတွေလားပေးတဲ့သူတွေလားဟုတ်လို့လားဟဲ့တကယ်ကြီးဟုတ်လားတကယ်နာမည်မေးရဘလူဦးစောလွန်ဦးလွန်ကြီးပေးတဲ့ပူတော့မလီမင်းညာကမိတ်ထီလာဟောလာတာတိမ့်တရကျော်လောက်ရတယ်လုတ်လိုက်စမ်းမှာဒီနာပုံလိုက်ပါမယ်အခုကားပေါ်မှာပါလာဟမ်မဟုတ်ဘူးကျုပ်ရတဲ့ဟုတ်စာကိုဒီနေ့ညပုံလိုက်ပြီးတော့ဒီเจ้าဆရာတော်ကိုအကုန်လှူလိုက်မယ်ပြီးကျုပ်လည်းအပေါ်သွားချင်လို့လေဒီပရိသတ်တွေကလည်းဘယ်သွားချင်တာဦးစင်းကလည်းပဲပါလာတဲ့ဟာလေးနဲ့ဒီမှာအိုင်ပလေးကလည်း100လောက်တန်းလောက်တယ်200လောက်ပုံလိုက်ပြီးဒီပေါ်မှာသဘောတရားကဒီเจ้าဆရာတော်ကိုလှူရမှာကျုပ်ကိုလှူရမှာမဟုတ်ဘူးဦးလွန်ရေဦးလွန်အိမ်တိုင်းမင်းမနေနဲ့ဦးလွန်ကလည်းအောက်သွားချင်တာလားပေါ်သွားချင်တာလားပေါ်သွားခြင်းအိမ်တိုင်းမင်းမနေနဲ့ပါလာတာလေးတွေပဲချွတ်ပြီးတော့ဒီနားပုံလိုက်ကြအောင်လားကဲကျုပ်လည်းပါလာတာတွေအကုန်ပုံလိုက်ပြီကဲဒီနားမှာ200ရှိပေါ့ဦးလည်းကြီးကဲခမရစံပုံလိုက်ကဲနောက်ကလူတွေလိုက်လာလိမ့်မယ်ဒီကြောင့်ဆရာတော်ဘုရားရဲ့သာသနာပြုလုပ်ငန်းတွေအကုန်ပြီးသွားအောင်လုပ်ကဲအပေါ်သွားခြင်းနဲ့သူမှန်တယ်မြတ်ကြော့တော်မူကြပါဦးလည်းကြီးလုပ်လိုက်လေထိတ်ကနေနိုင်လေးဖြစ်ဖြစ်လက်စွပ်လေးဖြစ်ဖြစ်လေအိုးဝန်းနေဒါကြောင့်ပြောတာပေါ့တခါကြီးတခါမကြီးများဦးဇင်းတို့ဗမာတွေကဒါပဲပါတယ်ဒါမပါဘာပဲပါမှန်ပါဖေဟာဟုတ်ပါဖေဟာရောက်ချင်ကြောင်းပါဖေဟာတွားချင်ပါတယ်ဖေဟာနဲ့ဘာပဲပါလာလေတွားကြအောင်အတူတူတွားကြအောင်ဒီမှာကျုပ်က200အရင်ပုံလိုက်ပြီဒီเจ้าဆရာတော်ဘုရားကိုလူခဲ့ပါဦးစင်းကိုတစ်ချက်မှလူစရာမလိုဘူးဒီမှာဆရာတော်ဘုရားလမ်းနေခင်းပြီးတော့သာသနာပြုနေတာညီတော်နောင်တော်တွေခင်းနေတာလားအကုန်ပုံလိုက်ကြအပေါ်သွားကြမယ်အတူတူပေးမှပေါ့မှာဗါလဲတော့ပြောစမ်းပါနဲ့တော့ယူရင်ပါနဲ့တော့လေးရင်ပဲကြံ့ပေးမှပဲသွားမှာတို့ကပဲသွားချင်တာဟဲ့ရောက်ပါလိမ့်မယ်အာကြီးအခုဒီအပေါ်ကမလျှော်သေးဘူးရောက်ပါလိမ့်မယ်အာကြီးသွားချင်တယ်လို့လည်းပြောသေးတယောက်မှလည်းထမလာသေးဘူးတဲ့အုံဝင်းနေဒါဆိုရင်တော်ကောင်းတို့ဦးဇင်းတို့တို့ရတော်ကောင်းကြီးမြေယူတန်းဘက်မှာနေတာတို့များနေတယ်ဆိုတာမသိကြဘူးလားဒီလိုရလောကကြီးကဒီလိုယူနေတာတကယ်ကြီးလောကကြီးကဒီလိုရရင်ဒီလိုယူနေတာမယုံမရှိနဲ့မှန်လားဟဲ့ဒုံးနဲ့ရိုက်လို့ရရင်ဒုံးနဲ့ရိုက်ပြီးယူတာဓာတ်နဲ့ခုတ်လို့ရရင်ဓာတ်နဲ့ခုတ်ပြီးယူကြလိုချင်စိတ်ကိုမထိန်နိုင်ရင်ပြဿနာတက်တယ်နော်တခါတခါပါမလားလိုချင်စိတ်ကိုမထိန်နိုင်ရင်မနဲ့တော့ကျန်တာမပြောနဲ့ဗျာဒီထဲမှာမဲခွက်ကြည့်လိုက်တခါကြီးတို့ဒီမှာတခါကြီးပြိဿတ်တွေတခါကြီးများမဟောရတဲ့နတ်ကတော်ကြီးတွေလို့နေနေဖြေကြအောင်တခါကြီးများတခါကြီးတို့တခါပြိဿတ်တွေထဲမှာယူတဲ့တခါနဲ့ပေးတဲ့တခါမတူပါများဟောတက္ကမကြီးများတို့တက္ကမကြီးပြိဿတ်သေးတဲ့ကိုယူတဲ့တက္ကမနဲ့ပေးတဲ့တက္ကမမတူပါများလိန်ရင်သွားကျိုးမှာနော်လိန်ရင်သွားကျိုးမှာအကုန်းလိုက်ကိုကျွတ်ထွက်မှာအိုးဝင်းနေယူတဲ့သူနဲ့ပေးတဲ့သူဘယ်သူကများယူတဲ့တက္ကမများတယ်မဟုတ်လားအိုးဝင်းနေခေါ်လိုက်စမ်းဖုံဖယားလို့ဗျာမေးစံဘုန်းကြီးတို့ကယူတဲ့ဘုန်းကြီးနဲ့ပေးတဲ့ဘုန်းကြီးမတူများတဲ့တုံးလို့
ဒါမှညီများပါလေဟောတဲ့သူရောနာတဲ့သူရောမှန်လားဘုန်းကြီးတွေလည်းယူတယ်ဘုန်းကြီးကများတာပဲဟိုမှာဆရာလေးတွေပါတယ်ခေါ်စမ်းဆရာလေးများလို့ဆရာလေးတို့သူ့ဖျားလို့သူဒါမှညီများပါလေမှန်လားနေပေါင်းစုံလူမျိုးပေါင်းစုံအလုံးဘာသာပေါင်းစုံတော်ကောင်းကြီးမြတ်ရေယဟန်လူအလုံးကယူတဲ့ဘက်မှာတော်ကောင်းကြီးမြတ်ရေများနေကြတယ်မှန်လားဒါကြောင့်လေးနေတာလေးနေတော့အောက်ရောက်တာတွေမများဘူးလားပေးတဲ့ဘက်မှာနေဖို့မလိုဘူးလားဒါလေးပြောချင်တာပါအဆိုးထဲမှာတို့ကဘာရှာရမှာလောဘကတရားဆိုးဝဲလေတရားဆိုးရဲ့စัญญင်ဘက်ကိုအကောင်းရှာလိုက်တော့တရားကောင်းတွေးဖို့ဆိုရင်ယူရမှာလားပေးရမှာလားဒီလိုရရင်ဒီလိုမယူနဲ့တခါကြီးမှန်လားဟိုတုန်းကဒီနေ့ညဦးဇင်းကဒီမှာပဲကျင်းပါဆိုတော့ပြုတ်ကတညာလုံးဟောမှာအိုးဝင်းနေမနေ့ပြန်ကအေယာဝတီတိုင်းမှာညောင်တုံးဆိုတာနီးတယ်ပြဿနာမရှိဘူးအဲ့တော့ဘာပဲပြောပြောဦးဇင်းတို့ကအေးစစ်စစ်လေးပြောပြရစေတရားကောင်းကြီးမြတ်ကြီးဟိုတုန်းကမန္တလေးဇက်တစ်ဇက်ရှမ်းပြည်မှာဇက်သွားကတယ်တဲ့ဦးလွန်မှတ်ထားတော့ရှမ်းပြည်မှာဇက်သွားကမန္တလေးဇက်တစ်ဇက်ဇက်သွားကတဲ့ခါကျတော့ယုံသွန်းရတာပေါ့ဗျာ၃ညကပထမညကရှမ်းကြီးတွေရှမ်းမကြီးတွေလာပြီးတော့ပွဲလာကြည့်ကြဇက်ကြိုက်တော့ယနေ့ဗမာပြည်လည်းပဲခစ်ထနေတာမဟုတ်လားထားပါတော့အဲ့ဒီမှာဇက်သွားကတဲ့အခါမန္တလေးဇက်ကယုံသွန်းဇက်ကပထမညကစတေရှိုးတွေနှစ်ပါးတွေဩဝါဒတွေဖယားကတော်ကစတေရှိုးနှစ်ပါးဩဝါဒပြဇက်တွေကပြီးနောက်ပိုင်းဇက်ထုတ်ကတယ်တဲ့မန္တလေးဇက်ကနောက်ပိုင်းဇက်ထုတ်ကတော့ဘယ်ဇက်ထုတ်ကတယ်လဲဆိုတဲ့အခါကျတော့ဒကာကြီးတို့ဟိုသိပါတယ်နတ်ကိုးကွယ်တဲ့ပုံကိုယ်တွေဆိုရင်ကိုရင်မောင်မရွှေဦးပြောစမ်းပါလေတော့ကိုရင်မောင်နဲ့မရွှေဦးကမေတ္တာမြတ်လို့ချစ်ကြောင်းဝန်တော်ကောင်းကြီးအကျဉ်လင်မယမ်းဖြစ်ပြီးတော့တော်ကောင်းကြီးမြတ်ကြီးမရွှေဦးလေးတင်တောင်းတင်တဲ့နေနိုင်ဖို့ဆိုပြီးတော့တော်ကောင်းကြီးကိုရင်မောင်ဟာတစ်ပေါင်ချသွားတပြေးတရားမှာသွားပြီးစီးပွားမရှာရဘူးလားဟိုဝန်းနေတပြေးတရားစီးပွားလဲသွားရှာရတော်ကောင်းကြီးမြတ်ကြီးကိုရင်မောင်စီးပွားသွားရှာမရွှေဦးလေးအိမ်မှာကြံခဲ့တော့တော်ကောင်းကြီးမြတ်ကြီးဒါမန္တလေးဆက်စတိတ်စင်ပေါ်မှာကနေတာလေးပြောပြတာနော်ဗျအဲ့ဒါနဲ့တော်ကောင်းကြီးမြတ်ကြီးမင်းသမီးကတိတ်ကောင်တရုပ်ဆောင်လေးကောင်းတော့အဲ့ဒီစတိတ်စင်လေးပေါ်မှာရက်ကန်းစင်လေးနင်းကြောက်ကြက်နဲ့နင်းရင်နဲ့တော်ကောင်းကြီးမြတ်ကြီးအိမ်မှာတော်ကောင်းကြီးမြတ်ကြီးတယောက်တည်းအထီးကျန်ဆိုတာနေရအမျိုးသမီးဘဝယောက်ျားဖြစ်တဲ့ပုဂ္ဂိုလ်ကတရွာတစ်ကြီးမှာစီဝါသွားရှာဆိုတော့တော်ကောင်းကြီးမြတ်ကြီးအိမ်ထဲမှာတော်ကောင်းကြီးမြတ်ကြီးနေတယ်လို့ကတော်ကောင်းကြီးမြတ်ဒီရက်ကန်းရက်တဲ့အလုတ်ကလည်းပဲဟိုတုန်းကအမျိုးသမီးတွေကတော်ကောင်းကြီးမြတ်ကြီးအဲ့ဒါလို့မှမနင်းရင်ဝတ်เสียမရှိဘူးလေဗျကိုဝတ်ဖို့ကိုယ်တိုင်နင်းရတာမဟုတ်လားဒါရှေးအဖွားတွေအဖိုးတွေသိတယ်ကောင်းပြီအဲ့ဒါနဲ့နင်းရင်းနဲ့ရက်ကန်းသမားလေးရက်ကန်းနင်းနေတချင်းလေးညီးပေါ့ရွှေတစ်စက်ကိုမျက်ရည်တစ်စက်လို့ထင်နဲ့တူပါတယ်ငယ်တုန်းကအမေတို့တော်ကောင်းကြီးမြတ်ကြီးဦးဇင်းတို့အဖေတို့တန်လန်းနေသွားလှုပ်ရတန်လန်းနေသွားလှုပ်တော့အိမ်မှာတော်ကောင်းကြီးမြတ်ကြီးအဖေကတန်လန်းနေသွားလှုပ်တော့အမေကအိမ်မှာကြံခဲ့အမေညီးနေချတချင်းလေးငယ်တွေကနားထဲဆွဲနေသူ့ဘဝကတော်ကောင်းကြီးမြတ်ကြီးပြည့်စုံအောင်ထားပြီးမယ်လို့တော်ကောင်းကြီးမြတ်ကြီးဘာလို့လဲကိုမြတ်နိုးတဲ့ပုဂ္ဂိုလ်အနားမှာမရှိတဲ့ခါကျတော့ဘာလို့လဲစိတ်ထဲမှာတခုခုလိုနေတယ်လို့လူခံစားမှာပေါ့ဒါအမျိုးသမီးတွေရဲ့ဘာသာဘာဝဒါကိုရွှေတစ်စက်ကိုမျက်ရည်တစ်စက်လို့ထင်မျက်ရည်တစ်စက်ကိုရွှေတစ်စက်လို့ထင်ဆိုပြီးအမျိုးသမီးတွေတော်တော်များများဆိုတယ်မဟုတ်လားဦးစင်းကတော့အမေဆိုလို့ငယ်တုန်းကဆိုပါများတော့နားယူဝရွှေဘုံငွေဘုံခြုံပြီးကြည်ရင်ဒါအမေဆိုခဲ့အမေဆိုတယ်ဆိုတာအမေကပြန်ဆိုတာပါတကယ်တော့ဒေါ်မမကြီးဆိုတာပါအဲ့တော့ဦးဇင်းတို့ကလေးဘဝတွေကအမေအဲ့ဒီလိုမျိုးဆိုရင်းနဲ့နားရွာကြီးပြင်းလာတာအဲ့ဒီမှာမန္တလေးဇက်ကလည်းစတိတ်စင်ပေါ်မှာမြို့သမီးလေးရက်ကန်းသမားလေးမရွှေဘူးအဲ့ဒါဆိုပြီးတော့ရက်ကန်းလေးနင်းပြီးနေအဲ့ဒီချိန်မှာတကူသောနေ့မှာတော်ကောင်းကြီးမြတ်ကြီးကိုတော်ကြီးတို့ကတိုင်ငံလှဲ့လေလာတယ်တဲ့ပြောဘယ်သူလှဲ့လဲကိုတော်ကြီးတို့ကတိုင်ငံလှဲ့လေခါမှာမရွှေဦးတို့ရွာရောက်မရွှေဦးလေးကကြောက်ကြက်နဲ့ရက်ကန်းလေးနင်းပြီးတော့အဲ့ဒီရွှေတစ်စက်မျက်ရည်တစ်စက်တချင်းလေးဆူပြီးတော့အဲ့ဒါလိုလေးဘာလို့လဲနေတော့ကိုတော်ကြီးကတော်ကောင်းကြီးမြတ်ကြီးဘာလို့လဲအတန်လာရလမ်းကိုလှမ်းပြီးတော့ကြည့်လိုက်တော့ဟဲဟိုမှာတော်တော်မလေးရက်ကန်းလေးနဲ့တချင်းတန်လေးနဲ့ตาရလိုက်တာကြည်ရင်ဒစိမ့်စင်ကြည်ရင်ဟဲလှလိုက်တာဟဲနှမမင်းကိုသိတ်လှတယ်မင်းကသိတ်လှတယ်ဒါကြောင့်မင်းကိုမြင်ချင်းမောင်ကြီးသဘောကျဒါကြောင့်မင်းကိုတောင်းကောက်ပြီးတော့မိပန်ရမြောက်ပရစေတဲ့ဘသူကတော့ကိုတော်ကြီးကပြောစမ်းဘသူကအိုဝန်းနေစတိတ်စင်ပေါ်မှာမှန်လား
မင်းကသိလာတယ်ဒါကြောင့်မလို့မမြေရမရောက်ပြီးတော့ကောက်ပြီးမိဘရမရောက်ပရစေအဲ့ဒါနဲ့တရားကောင်းကြီးမြတ်ရေမတ်ရွှေဦးလေးကရင်ပတ်လေးဖိပြီးတော့အမလေးတော့မလုပ်လိုက်ပါနဲ့ကျမမှာကာမပိုင်လင်ယောက်ျားရှိပါတယ်တော်တဲ့အိုဝမ်းနေရေဒိုင်ဦးတနယ်လုံးကတို့အမကြီးများနှမကြီးများအတူယူစင်မကောင်းဘူးလားကျမမှာကာမပိုင်လင်ယောက်ျားရှိပါတယ်တော့မလုပ်ပါနဲ့ဒုတနာတော့အမှုတွေမှန်လားဟဲ့ရိုးသားလိုက်တာတရားကောင်းကြီးမြတ်ရေမတ်ရွှေဦးလေးကသူ့မှာလင်ယောက်ျားရှိတာကိုရှိချောင်းမပြောဘူးလားယနေ့ခေတ်ကတော့ရှိတောင်မှမရှိချောင်းပြောတာအင်တာနက်ပေါ်မှာပွားစလောင်းထက်လို့မှန်လားဟဲ့အိုချောင်းမပြောဘူးအပြိုလို့ရှိုးထုတ်နေတာကို့အခြေအနေတွေကိုမေ့နေပြီးတော့မှန်လားဟဲ့တိုင်းပြည်ကဖြစ်ချင်တဲ့အတိုင်းဖြစ်နေကောင်းပြီရှိစေတော့အဲ့ဒီမှာကာမေသူမိစ္ဆာစာရကံတွေကိုတရားကောင်းကြီးမကျူးလွန်မိအောင်လို့မို့လို့မတ်ရွှေဦးလေးကမဖြစ်ပါဘူးတော့ကျမမှာကာမပိုင်လင်ယောက်ျားရှိပါအဲ့ဒါလေးလည်းပြောပြလိုက်ရောဟဲ့ရှိတာမရှိတာနားမလဲဘူးမင်းကသိချောတယ်ဒါကြောင့်မင်းကိုမြင်ကြီးမောင်ကြီးသဘောကျတယ်တော်ကောက်မယ်မလုပ်ပါနဲ့တော့မရဘူးတော်ကောက်မယ်မလုပ်ပါနဲ့တော့ပြောရင်းဆိုရင်းနဲ့ညင်းရင်းနဲ့နောက်ဆုံးအနာနာတိုးလာတော့မတ်ရွှေဦးကြောက်ပြီးတော့တရားကောင်းကြီးမြတ်ရက်ကန်းစင်တွေကထွက်ပြီးတော့ရက်ကန်းစင်ပတ်ပြီးမတ်ရွှေဦးကရှေ့ကပြေးနောက်ကကိုတော်ကြီးကလိုက်ပေါ့ရှေ့ကပြေးနောက်ကလိုက်မလုပ်ပါနဲ့တော့ဆိုတော့တစ်ပတ်ပြေးနှစ်ပတ်ပြေးသုံးပတ်လည်းပြေးစတိတ်စင်ပေါ်မှာလည်းပြေးရောအောက်ကရှမ်းကြီးတွေရှမ်းမကြီးတွေဗဇက်ကြီးတွေအဟောင်းသားနဲ့ကြည့်ပေါ့မင်းသမီးကလည်းတရုပ်ဆောင်ကောင်းကိုတော်ကြီးကလည်းတရုပ်ဆောင်ကောင်းပေါ့အဲ့ဒါနဲ့တရားကောင်းကြီးမြေသုံးပတ်လောက်လည်းပဲပြေးရောမင်းညီမင်းသားဆိုတော့အမောမခံနိုင်တော့မောရာဇမန်ကလည်းတက်လာတော့ငါလိုချင်တာမှန်တယ်ငါရချင်တာမှန်တယ်အကုန်ရခဲ့တာဒီမျိုးသမီးနဲ့ကြက်မှမရရကောင်းလားဒင်းတလောက်ရှိရတဲ့သွေးကြဒေးတံပေါ့ဆိုပြီးတော့ကိုတော်ကြီးစီးလာတာဥလွန်ပါတယ်ကြာဥလွန်ရေပြောခမည်းနဲ့ကျုံနဲ့တိုင်ပေါက်မြည်မှဖြစ်မှာဘာစီးလာတာတော်လေးတွေကြားပြောလို့မို့လို့ချမ်းစီလာတာစီတော်ချမ်းနဲ့အဲ့ဒါမတ်ရွှေဥကိုတလောက်ရှိတဲ့မျိုးသမီးသွေးကြရိတာပေါ့ဒင်းသေးစမ်းဆိုပြီးတော့ချမ်းနဲ့ရှုတိုက်တယ်တဲ့အဝမ်းဘာနဲ့ရှုတိုက်ချမ်းနဲ့လဲရှုတိုက်ရောမတ်ရွှေဥကြားကြိုက်ခံရပြီဘာဖြစ်တာသေးတယ်ပေါ့မတ်ရွှေဥလဲကြားကြိုက်ခံလဲသေရောပြုံးကလေးဆိုကားလိုက်ကြီးကချအောက်ကရှမ်းကြီးတွေရှမ်းမကြီးဖြစ်မှာဖြစ်ရလေမတ်ရွှေဦးရဲ့အိုးဝန်းနေဖြစ်မှာဖြစ်ရလေမတ်ရွှေဦးရဲ့မြက်ရည်တွေတုတ်တယ်သူကတုတ်ငိုတယ်သူကငိုပေါ့ဖြစ်မှာဖြစ်ရလေမတ်ရွှေဦးရဲ့ဆိုပြီးငိုနေတော့ရှိတယ်ကားလိုက်ကြီးကချသွားပြီမတ်ရွှေဦးကြားကြိုက်ခံလို့သေးတယ်ပေါ့အဲ့ဒါနဲ့နောက်ကနေပြီးတော့တရားကောင်းကြီးကားလိုက်လဲချပြီးတော့ဇက်စရာ organizer ကမိုက်ကင်ပြီးတော့ရွှေပွဲလံပရိသတ်များခမများမြင်တော်မူကြတဲ့အတိုင်းမှာပဲမတ်ရွှေဥတော်ကြားကြိုက်ခံရလို့သေသွားပါပြီခမညာဒါကြောင့်မနက်ဖြန်မနက်မိုးတော်အောင်ချင်းလင်းတဲ့အခါတန်ဃာတော်၅ပါးပင့်ပြီးတော့မတ်ရွှေဥအလောင်းတက်ပြောက်စွန်းတွက်တရဏဂုံတင်ရမှာဖြစ်လို့တရားတရားနည်းများမှာဆိုကျွန်တော်တို့လူရှင်တော်တွေငွေပလန်းပိုက်ပြီးအလူခံထွက်ပါအောင်မယ်ခမညာတဲ့အိုးဝန်းနေလူရှင်တော်တွေမင်းသားတွေကငွေပလန်းပိုက်ပြီးဘာထွက်မှာအလူကန်ထွက်မလို့တဲ့အဲ့ဒါနဲ့တရားကောင်းကြီးကားလိုက်ချာကြီးတွေကဒီတစ်ဖက်တစ်ချက်တရားကောင်းကြီးငွေပလာကြီးတွေပိုက်ပြီးတော့မင်းသားတွေမင်းသမီးတွေလူရှင်တော်တွေကဟောဘာလို့လဲဇက်ယုံကြီးတဲ့အလူကန်ထွက်ရှမ်းကြီးတွေရှမ်းမကြီးတွေတိတဲ့အတိုင်းမေးလေရှမ်းလူမျိုးဆိုတော့ကတမူးရှိရင်တပင်းလူတာလေတမူးရှိလို့တပင်းလူဒိုရှမ်းတောင်သူတူနိုင်ရိုးလားဆိုတဲ့ရှေးစာရှိတယ်လေမှန်လားအဲ့ဒါနဲ့တော်ကောင်းကြီးမျက်ရည်တွေတုံနေရင်းနဲ့ဘာလို့လဲဖြစ်မှဖြစ်ရလေမတ်ရွှေဥယေလို့အော်ပြီးတာမှမကြဘူးငွေပလားကြီးတွေပိုက်ပြီးအလူကန်ဆင်းလာတော့လူရောက်မှာပေါ့ကွာတို့ရှမ်းပြည်ရောက်မှာမတ်ရွှေဥသေးရတာလူရောက်မှာပေါ့ကွာတို့ရှမ်းပြည်ရောက်မှာအိုးဝန်းနေလူလိုက်တာတောက်လဲရှမ်းနေသရတရားကလည်းကောင်းလဲကောင်းရောတော်ကောင်းကြီးမြေလူလိုက်တာငွေပလားတွေ14 5လုံးအလူခံနဲ့ငွေပလားမှန်တယ်မြအကုန်ပြည့်တဲ့မှန်လားငွေပလားတွေအကုန်မပြည့်ဘူးလားပြည့်လဲပြည့်ရောတော်ကောင်းကြီးမြေငွေပလားတွေကုန်သိမ့်ဇက်စင်တော့ပြန်ပတ်စံနေရေချဟာဇက်ဆရာသဘောကျတယ်တဲ့ဥလွန်ဇက်ကကြီးငှားကြီးယုံတွန်းကြီးထက်တောင်ပူရတဲ့ဘာကြီးရတာဘာကြီးရတော့အ
လူခံကြီးကဥလွန်မှန်လားအလူခံငွေပလန်းပိုက်ပြီးလူခန္ဓာကဇက်ငှကာကြီးတဲ့ပူရတာတဲ့ဇက်စီရသဘောတွေကြတစ်စလုံးသဘောတွေကြပြီးဟန်ကြပြီဒါနဲ့တညပြီးတော့ဒုတိယညရောက်ဒုတိယညကြောက်လို့လေမင်းညတော့မင်းသမီးသိတ်ကောင်းမင်းသားသိတ်ကောင်းပေါ့ဝက်ဝက်ကွဲတရကောကြီးမြေရှမ်းနေတာတရကောကြီးမြေပြောလိုက်တာတရကောကြီးမြေတစင်စကားတစင်သားကြားပြီးတော့လူတွေနဲ့လူချင်းဆောင်တော့ဒုတိယညပြိတ္တပူများလာများလေလာရောတရကောကြီးမြေကားပြီးပေါ့ပြပရမညလို့ဘုရားကတော်ကစတေရှိုးနှစ်ပါးဩဝရပြက်ဆက်နောက်ပိုင်းဇက်နိုင်လိုက်ကနီးရောဇက်စင်ရနာသွားပြီးမင်းသားကဒူးလေးတုပ်ပြီးဇက်စင်ရခမညာဒီနေ့ညဒုတိယညကျွန်တော်ဗာဆက်ကရမှာဟာမင်းသားရမေးနေတယ်ဒီလောက်လက်ကီးကောင်းတဲ့ဇက်ဒီလောက်ပတ်ဆံရတာပရိသတ်ဒီလောက်ကြိုက်နေတာအဲ့တော့ကိုရင်မောင်မတ်ရွှေဥပြောစမ်းပါတဲ့တော့အဲ့ဒီဇက်ပဲပြန်ကပေါ်မင်းသားရတဲ့ဥလွန်ကြီးဒုတိယညလည်းဘယ်ဇက်ကကိုရင်မောင်မတ်ရွှေဥသွားလိုက်ဗျာအကြာကြီးဖြစ်နေလိမ့်မယ်တရကောကြီးမြတ်ကြီးဘာလို့လဲကိုတော်ကြီးကိုတော်လေးကနောက်ကလိုက်မတ်ရွှေဥကရှေ့ကပြေးမှန်လားအဲ့ဒီခန်းလေရောက်ရတရကောကြီးမြတ်ကြီးပရိသတ်တွေကလေရှမ်းပရိသတ်တွေမင်းညာကမကြည့်ရတဲ့ပုဂ္ဂိုလ်လေးကဟာကလေးဟင်ကလေးပေါ့ဟာကလေးဟင်ကလေးတွေဖြစ်နေပြီးတော့တရကောကြီးမြတ်ဒီလောက်ရှိရတဲ့မျိုးသမီးသွေးချာလေးတာပေါ့ဒင်းဆိုပြီးတော့တရကောကြီးမြတ်ကြီးသုံးပတ်လဲပြေးရောစီးတော်ကြာကြီးထုံးကြားနဲ့တိုက်မတ်ရွှေဥကြားကြိုက်ဒုတိယညလဲသေရောဖြစ်မှဖြစ်ရလိမ့်မရွှေဦးရဲ့ဒုတိယညလည်းဖြစ်ပြန်မော့ပထမညကလာမကြည့်တဲ့ပုဂ္ဂိုလ်တွေကဒုတိယညလည်းဖြစ်မှဖြစ်ရလိမ့်မရွှေဦးရဲ့တို့ချမ်းပြေရောက်မှဆိုပြီးတော့မျက်ရည်တွေတုပ်ပေါ့ကားလေးကြီးကချသွားဒုတိယညလည်းပဲကားလေးလည်းချပြီးတော့ organizer ကတော်ကောင်းကြီးမျက်ရည်မိုက်ကင်ပြီးတော့ကြီးညာပြန်ပြီရွှေပွဲလာပြိတ္တများခမညာမြင်တော်မူကြတဲ့အတိုင်းပါပဲမရွှေဦးတော့ကြားကြိုက်ခံရလို့သေသွားပါပြီခမညာဒါကြောင့်မနဲ့မိုးတော်အောင်ခြင်းလင်းတန်ကတော့9ပါးပင့်ပြီးဟော2ပါးတိုးသွားပြီ။အိုဝန်းနေမင်းညာတော်က9ပါးဒီနေ့ဘယ်နှပါးဖြစ်သွား9ပါးပင့်ပြီးသက်ပြောက်စွန်းတွေ့ရမှာဖြစ်လို့တရတရနေမြမဆိုလူတော်မူကြပါဦးခင်ဗျာမင်းသားမင်းသမီးတွေကလူရှင်တော်တွေကငွေပလားပိုက်ပြီးအလူခံထွက်ပါဦးမယ်ဆိုဟောကားလိတ်ချားတွေကနေငွေပလားကြီးတွေပိုက်ပြီးအလူခံမရွှေဦးရဲ့ဒူရှမ်းပြေရောက်မှဖြစ်ရလေခြင်းလူရမှာပေါ့မတ်ရွှေဥအတွက်ပဲဆိုတစ်ဖက်ကမျက်ရည်တွေတုပ်တစ်ဖက်ကဘေးရိုးတွေကပတ်စံတွေထုတ်ရှမ်းနေလူကြတာတောက်တောက်လဲပေါ့မှန်လားဒုတိယညလည်းငွေပလားနဲ့အပြည့်ရ14ငါးလောက်ပြန်ပြီးလဲပြီးရောနောက်မှဇက်စင်နောက်ကြီးဇက်စရသဘောကျဟာဒုတိယညပထမညတဲ့တောင်ပူရာတွေရှမ်းပြေဇက်လာကရတာဟမ်းမီဟေးမှန်လားဒါနဲ့တရကောကြီးမြေပြီးသွားတတိယညအောင်ပွဲနှုတ်ဆက်ညရောက်နှုတ်ဆက်ညလည်းရောက်ရောပြောကြဆိုတရကောကြီးမြေဘုရားကတော်ကစတေရှိုးနှစ်ပါးဩဝါဒပရိသတ်တွေရောဝက်ဝက်ကွဲယုံကတရကောကြီးမြေဖွင့်ပြီးတော့နောက်ဆုံးဘာမှမနိုင်တော့လို့အကုန်လှက်ပြေးရတယ်တဲ့ရှမ်းပရိသတ်တွေမှန်လားနောက်ဆုံးညနှုတ်ဆက်ညလည်းရောက်ရောတရကောကြီးမြေအရှိပိုင်းနေပြီးတော့နောက်ပိုင်းဇက်ထုံနာကနီးတော့မင်းသားကဇက်ဆရာနာတွားပြီးဒူးလေးတုပ်ပြီးဇက်ဆရာခမညာကျွန်တော်တို့ဒီညအောင်ပွဲညနှုတ်ဆက်ညနောက်ဆုံးညဆိုတော့ဘယ်ဇက်ပြောင်းကားရမှာတော့ဟာမင်းသားရဲ့ဒီလောက်လက်ကီးကောင်းနေတဲ့ဇက်အိုးဝင်းနေဒီလောက်တောက်တောက်လေးရနေတဲ့ဇက်မနဲ့မိုးတော်အောင်ခြင်းလင်ခမရတို့ကကျွန်တော်တို့ကပြန်ယုံရှိတော့ဒါကားလေးသိမ့်ပြီးတော့ဘာမှသွေးမနေနဲ့ဒီညလည်းပဲကိုရင်မောင်မတ်ရွှေဥဇက်ပဲပြန်ကားတဲ့အိုးဝင်းနေဘာဇက်ပဲပြန်ကားကိုရင်မောင်မတ်ရွှေဦးဇက်ပဲပြန်ကာခိုင်းလေတဲ့တတိယညလေရောက်ရောတော်ကောင်းကြီးမြေပြောချဆိုတော်ကောင်းကြီးမြေမတ်ရွှေဦးလေးချစ်ခင်မြန်တို့ကြောင့်ကိုတော်ကြီးပြောမလုပ်ဘာနဲ့တော့မပြုဘာနဲ့တော့ပေါ့ဒါနဲ့ပြောမရတော်ကောင်းကြီးမြေအနာကလာမတ်ရွှေဦးရက်ကန်းစင်နဲ့ကထွက်ပြေရှေ့ကတို့ရှေ့ကိုတော်ကောင်းကြီးမြေရက်ကန်းစင်ပတ်ပြေနောက်ကကိုတော်ကြီးကလိုက်မလုပ်ဘာနဲ့မပြုဘာနဲ့နောက်ကလိုက်တစ်ပတ်လိုက်နှစ်ပတ်လိုက်တုံးဘက်လိုက်လို့တော်ကောင်းကြီးမြေဒီချင်းရလဲနေရောပထမညကိုဒုတိယညကိုတတိယညကိုကြည်ထားတဲ့အလေကောင်လောက်ကရှမ်းကြီးတယောက်ကအလွတ်ရသွားပြီဒီကြတယ်ဒါရင်ညကဇက်ပဲဒုတိယညကတဲ့ဇက်ပဲအလွတ်ရသွားပြီတုံးဘက်ပြည့်ပြီဆိုရင်ဂျာကြီးကထုတ်လာတော့မှာထင်းတဲ့နိုင်မဲ့တုံးဘက်လည်းပြည့်ရောဂျာကြီးလည်းပဲထုတ်လာလဲထုတ်လာရောဘန်းကလေးဆိုအလေကောင်လောက်ကနေပြီးတော့ဘာလို့လဲရှမ်းကြီးတယောက်ကခေါင်းမောင်းကြီးပေါင်းပြီးတော့ရှမ်းကြီးတယောက်ကအဲ့ဒါရုတ်တရက်ထရုတ်တရက်ထအော်ခြင်းလို့ဆိုပြီးတော့ထလိုက်တာကြာကြီးလဲထွက်လာရောတော်ကောင်းကြီးမြတ်ကြီးမတ်တက်ထလိုက်တာကိုပစိုးကိုတက်နေပြီးတော့ပစိုးကကျွတ်ရောဘန်းကလေးဆိုပစိုးလန့်ကင်တော့တစ်ဖက်ကပစိုးစာမိတ
တစ်ဖက်ကနေပြီးတော့မြောက်ပြီးတော့မတ်ရွှေဦးကရှေ့ကပြေးနောက်ကကြားကလည်းလိုက်ရောမတ်ရွှေဦးရေလွတ်အောင်ပြေးမတ်ရွှေဦးရေလွတ်အောင်ပြေးဒီညမှနင်မိရင်ငါတို့လည်းပေးစရာမကြံတော့ဒီညမှနင်မိရင်ငါတို့လည်းပေးစရာမကြံတော့ဘူးအိုဝန်းနေလောကကြီးကဒီလိုရဒီလိုယူနေကြတာမှန်လားယူတဲ့သူတွေကယူနေတော့ပေးရတဲ့သူတွေကပေးစရာကိုမှန်လားတခါမောင်ဗျာသဘောပိုင်လားအဲ့တော့တော်ကောင်းကြီးမြေရှမ်းကြီးကအဲ့ဒါလို့ထပြောတယ်မတ်ရွှေဦးရေလွတ်အောင်ပြေးမတ်ရွှေဦးရေလွတ်အောင်ပြေးဒီညမှာနေမိရင်ငါတို့လည်းပေးစရာမကြံတော့ဘူးတဲ့ဒါကြောင့်လောဘဘာလဲတော့ကြောက်စရာမကောင်းဘူးလားဒါကြောင့်နှလုံးသားနဲ့နားထောင်ပြီးအုံနောက်ကလိုက်မှတ်ပြီးတော့ဆိုကြည်စမ်းပါဗျာလောဘဆိုးမြနှလုံးသားဝိသွားကြပါစေလောဘဆိုးမြနှလုံးသားဝိသွားကြပါစေဆိုစမ်းပါဗျာလောဘတရားဟာအကောင်းလားအဆိုးလားတိတ်ကြောက်စရာကောင်းတယ်ဒါကြောင့်အဲ့ဒီနှလုံးသားတို့ရဲ့နှလုံးသားတော်ကောင်းတို့ရဲ့နှလုံးသားကနေဒီလောဘတရားတွေဝေးသွားဖို့တော်ကောင်းတို့ဦးဇင်းတို့တွေဒီကြိုးစားအားထုတ်ဖို့မလိုဘူးလားဒါကြောင့်အဆိုးတဲ့ကနေအကောင်းရှာလိုက်တာလောဘကိုတော်ကောင်းကြီးမြတ်ရဲ့အဆိုးဖြစ်နေပြီဆိုရင်အကောင်းရှာလိုက်တော့တို့ကယူရမှာလားပေးရမှာလားယူနေတဲ့ပတ်ဝန်းကျင်ယူနေတဲ့အတိုင်းဝိုင်းယူနေတဲ့တော်ကောင်းကြီးမြတ်ရဲ့လူအတိုင်းဝိုင်းမှာတို့ဒီပေးသောလက်တွေဖြစ်ဖို့မလိုဘူးလားဒါကိုမိမောင်းထိုးပြခြင်းလို့တရားတော်ကြီးမြတ်ကိုရိယဆရောဘုရားနဲ့ညီတော်နောင်တော်တန်ဃာတော်ရှင်သူမြတ်တွေနဲ့ဆရာတကာတွေပေါင်းဆက်တတိုင်းပြည်မှာရောက်နေကြတဲ့တိုင်းတစ်ပါးမှာရောက်နေကြတဲ့တရားတော်ကြီးမြတ်ဇန်တိချက်ကျူမွေးရမြေကညီလေးတွေညီမလေးတွေအကိုလေးတွေအမလေးတွေကတရားတော်ကြီးမြတ်ရဲ့အဲ့ဒီလောဘဇုကိုတွန်းလှန်နိုင်အောင်လို့ဓမ္မသဘင်ပွဲတွေကျင်းပပေးနေတယ်ဆိုတာမသေးချာဘူးလားကောင်းပြီဒါနံပါတ်1နောက်နံပါတ်2ကဒေါသတဲ့ဗါတယ်တော်ကြီးဒေါရဆိုတာဟာတရားကောင်းလားတရားဆိုးလားဒေါသောအထနာဇာနာတိဒေါသောဓမ္မနာပတ္တိဒေါသောသောတာတရားတွေအာကြည်လာပြီဆိုလို့ရှိရင်အထအကျိုးရှိတာအကျိုးမရှိတာတွေကိုနာဇာနာတိမသိတော့ဘူးဒေါသောဒေါသတရားတွေအာကြည်လာပြီဆိုလို့ရှိရင်ဓမ္မကိုနာပတ္တိမမြင်တော့ဘူးဩဝန်းနေဒေါရအာကြည့်လိုက်ရင်အကျိုးရှိတာအကျိုးမဲ့တာလည်းမသိတော့ဘူးဓမ္မအဓမ္မလည်းမကွဲတော့ဘူးတဲ့မှန်လားကြောက်เสียမကောင်းဘူးလားဒေါသသိကြောက်เสียကောင်းဒါကြောင့်အဲ့ဒီဒေါသတရားကတရားကြီးမြတ်အစိုးဖြစ်တဲ့အတွက်တရားကြီးမြတ်တို့တွေဒီအကောင်းရှာဖို့မလိုဘူးလားဒါဆိုရင်ဒေါသရဲ့စမ်းကျင်ဘက်ကတခြားလားမေတ္တာလားဒါဆိုရင်ဒေါသမထွက်နေတရားကြီးမြတ်မေတ္တာပွားပေးဖို့မလိုဘူးလားဒကာပါမယားလောကကြီးကမေတ္တာတွေလိုအပ်နေတာလေမှန်လားမေတ္တာတွေလိုအပ်နေတာလေတရားကောင်းကြီးမြတ်ကြီးမေတ္တာတွေလိုအပ်နေလို့မို့လို့တရားကောင်းကြီးမြတ်ကြီးကမ္ဘာလောကကြီးကဒေါရရမတ်တွေများစွာနဲ့ပူလောင်နေတယ်ဆိုတာမသိကြဘူးလားကမ္ဘာနဲ့ချီပြီးကြည်မနေနဲ့ဒုတိုင်းဒုပြည်မာတယ်မဲ့ကြည်ကြည်တရားကောင်းကြီးမြတ်ကြီးဒေါရတွေအကြီးနေလို့မို့လို့ရိုက်တံပုဒ္ဒနတ်တာတရားကောင်းကြီးမြတ်ကြီးခတ်တာဒါတွေဖြစ်နေကြတယ်ဆိုတာမသိကြဘူးလားဘာအကြီးလို့တော့ဒါကြောင့်အဆိုးတရားကိုတရားကောင်းကြီးမြတ်ကြီးတို့စัญญင်ဘက်ရှာလိုက်တာအကောင်းတရားလိုက်ရှာလိုက်တော့ဒေါရရဲ့စัญญင်ဘက်ကတခြားလားမေတ္တာလားမေတ္တာများများပွားကြမှန်လားမေတ္တာများများပွားကြကိုနဲ့တူတဲ့အယောင်တူတဲ့သူပဲမေတ္တာပို့ပြီးတော့ကိုနဲ့အယောင်နဲ့ဘတူတဲ့ပုဂ္ဂိုလ်ပေါ်မှာမေတ္တာမပွားနိုင်တာမပို့နိုင်တာဟာမေတ္တာမစစ်ဘူးလေမှန်လားအလုံးတတဝါတွေကျမ်းမာပါစေဂောဘကလာကြီးမပါဆိုသလိုလုပ်လို့ရပါမလားရှင်ဒီကန်စတော်တို့ခက်ကဟိုမြတ်ဆက်ကြာဆရာတော်ဖယားပြောလို့ဦးဇင်းတို့လည်းပဲတော့ဘာလို့လဲရှေးအောင်နောက်ဖြစ်တွေကြားရတာပါမှန်လားအဲ့ဒါဘာလို့လဲလို့မေးလို့ရှိရင်အလွန်ရင်မတန်မှတော်ကောင်းကြီးကိုမတဲ့နေတဲ့ပုဂ္ဂိုလ်ကိုမုန်းနေတဲ့ပုဂ္ဂိုလ်ကိုနဲ့ဗတ်မတူတဲ့ပုဂ္ဂိုလ်ကိုနဲ့မခေါ်မပြောတဲ့ပုဂ္ဂိုလ်ကိုမေတ္တာမပွားနိုင်မထားနိုင်နေတာဟာမေတ္တာမစစ်သေးလို့တဲ့
ရေဟာကလားတောက်လေအေးပါတယ်ခရစ်ယာန်တောက်လေအေးတယ်မွတ်စလင်တောက်လေအေးတယ်ဗုဒ္ဓဘာသာတောက်လေအေးတယ်မှန်လားဟဲ့နားလည်လားဟဲ့ဒါကြောင့်အေးချမ်းခြင်းတက်သည့်ကိုတရားကောင်းကြီးမြတ်ဖြစ်စေတဲ့မေတ္တာလူတိုင်းပေါ်မှာထားနိုင်ပွားနိုင်ဖို့ပြောတော့ပြောနေတာပဲထားဖို့ပွားဖို့ကြလွယ်သလားကောင်းတာတွေဟာလွယ်လွယ်နဲ့မရပါဘူးကောင်းတဲ့အလေးကျင့်တွေကလွယ်လွယ်နဲ့မရပါဘူးလေးကျင့်ယူမှရတယ်ဗျာအိုဝန်းနေကောင်းတာတွေကဗါတဲ့တော့လေးကျင့်ယူမှရတယ်ဒါကြောင့်အကောင်းမှန်တယ်မရလေးကျင့်ယူရတာလေးကျင့်တဲ့အခါမှာတို့တော်ကောင်းတို့ဦးဇင်းတို့တွေမကောင်းတာတွေကြလေးကျင့်စေရလို့သလားအခုစိတ်သူလို့ထရိုက်မယ်ဗျာမကောင်းဘူးလေမှန်လားထထိုးမယ်ဗျာထခုတ်မယ်ဗျာမကောင်းဘူးလေမကောင်းတာမှန်တယ်ဗျာသိလွယ်လွန်းတယ်တော်ကောင်းကြီးရက်တော့မလားဘီယာတော့မလားဆေးရှူမလားဘိန်းရှူမလားအခုထလို့ရတယ်ဒါပေမဲ့ကောင်းတာလုပ်ဖို့ကြလွယ်သလားအခုတရားဝဲတောင်မှတော်ကောင်းကြီးလူတိုင်းလာနိုင်သလားဒီတော့ဒါကြောင့်ကောင်းတာကလုတ်ဖို့မလွယ်နေဘူးတော်ကောင်းကြီးဘယ်လိုလုံးမလွယ်တာလေးကျင့်ယူရတယ်တဲ့ဗါလေတော့ဟဲ့ဒေါရကအဆိုးတရားပဲအကောင်းရှာလိုက်တာတခြားတွေ့တာလားမေတ္တာလားကောင်းပြီတော်ကောင်းကြီးရဲ့အကျေမချဲတော့ဘူးကိုယ့်အနေကိုအကျေချက်ကြည့်ဒေါရတရားကအဆိုးပဲဒါကြောင့်အဆိုးတွေကနေအကောင်းရှာလိုက်တော့မေတ္တာမတွေ့ဘူးလားပွားကြထားကြပါဗျာမှန်လားကဲကောင်းပြီနံပါတ်3ဆက်သွားကြည့်လိုက်တော့နံပါတ်3ကမနာလိုခြင်းတဲ့ဗါလေတော့ပြန်ပြောပါလေတော့ပြန်ပြောပါလေတော့ကိုယ်ထက်သမနာလို့တာတိုင်းပြည်ကတော်ကောင်းကြီးမြတ်ကြီးဘာလို့လဲလို့မေးလို့ရှိရင်ချင်းမောင်ရွက်တယ်ကချင်းမောင်ရွက်တယ်ချင်းမနာလို့ဘူးကုံစိမ်းရောက်တဲ့သူကကုံစိမ်းရောက်တဲ့သူချင်းမနာလို့ဘူးပြိုင်နေတာလေးမပြင်းမဲနဲ့ပြိုင်နေတာမှန်လားဟဲ့အဝတ်စားရောက်တဲ့သူကအဝတ်စားရောက်တဲ့သူချင်းမှန်လားဟဲ့အရှိပိုင်ရင်တောက်ဆောက်တိုက်ဆောက်တာကိုအနောက်ဘက်အိမ်ကလက်ခုပ်မသိနိုင်တာဟာမနာလို့လို့ပေါ့တောင်ဘက်အိမ်ရွှေသွဲလဲငွေသွဲလဲဝတ်နေတာကိုမြောက်ဘက်အိမ်ကမျက်စောင်းထိုးနေတာဟာမှန်လားဟဲ့တဘောပါရလားချင်းမောင်ရွတ်တင်ကချင်းမောင်ရွတ်တယ်ချင်းမနာလို့ဘူးဆန်တယ်ကဆန်တယ်ချင်းမနာလို့ဘူးစီတယ်ကစီတယ်ချင်းမနာလို့ဘူးဝတ်တယ်ကဝတ်တယ်ချင်းမနာလို့ဘူးရွှေရောင်းတဲ့သူကရွှေရောင်းတဲ့သူချင်းချင်းမနာလို့ပြီးပြိုင်တယ်မှန်လားဟဲ့ချင်းမောင်ရွတ်တယ်ကရွှေတယ်ကိုသွားပြိုင်เสียလို့သလားမတူမှမတူတာလေဗျလဲချင်းကဲ့ရဲ့သဘာကကစင်းလေးချားတာကိုဟိုဘက်လဲကစဘာအထွက်တိုးတာကိုဒီဘက်လဲကတော်ကောင်းကြီးမြတ်ကြီးဝမ်းသာတာလားတော်ကောင်းကြီးမြတ်ကြီးမနာလို့စိတ်ဖြစ်တာလားရွဲ့ပဲ့ပြီးတော့ဖြစ်တာလေမှန်လားကောင်းပြီလူပတ်ဝန်းကျင်နိုင်လားမဟုတ်ဘူးစွန်းဆန်ခံတဲ့ဆရာလေးကဆရာလေးချင်းနားလို့ဘူးမှန်လားတပိတ်ပိတ်ပြီးဆွန်းခံတဲ့ဘုန်းကြီးကဘုန်းကြီးချင်းမှန်လားပိုင်ချက်တော့မလေးကိုရွှေမြိုင်တို့ကိုရီးယားတို့ပဲပိုင်ချက်တော့မလေးပြောသလားမပြောဘူးလားပြောတယ်ဘာပဲပြောမနာလို့စိတ်မတိကျိုးကျွံလေးတော်ကောင်းကြီးမြတ်ကြီးမပြုတ်နဲ့ကိုယ့်ရင်ထဲမှာကိန်းနေတာအဲ့ဒါတွေကမှန်လားအဲ့ဒီမနာလိုစိတ်ကကိုယ့်ထက်သားရင်မနာလိုတာဖြစ်တဲ့တော့သူတော်ဘာချမ်းသာတာကိုဝမ်းမသာဘူးသူတော်ဘာအောင်မြင်တာကိုဝမ်းမသာဘူးသူတို့အစဉ်ပြေနေတာကိုဝမ်းမမြောက်ဘူးအဲ့ဒါကမနာလိုစိတ်ပဲပုရုဇဉ်မာနမြတိတ်ကြောက်เสียကောင်းတယ်မှန်လားဒါကြောင့်မင်းညာကဆရာဘုရားကြီးပြောထားတဲ့ဟောပြောချက်ထဲမှာရှိတယ်ဓမ္မတုဒ္ဒဆရာတော်မနာလိုစိတ်မမွေးနဲ့တဲ့ဆရာတော်ကြီးကလည်းသူ့ရဲ့ဆရာတော်အစဉ်ဆက်တွေကပြောခဲ့တဲ့စကားပြန်ပြောတာမင်းညာကတော့ပြောသွားခြင်းမှာပြောသွားမှာမနာလိုစိတ်မမွေးနဲ့တဲ့မွေးရင်မွေးကြက်မွေးတဲ့ဟောပြီးရောဥလွန်ပါလေတော့မနာလိုစိတ်မမွေးနဲ့တဲ့မွေးရင်မွေးပါလေတော့ကြက်မွေးတာကတော်တော်ကြီးကြက်ဥမစားဘူးလားကိုကြက်လေးသေးတော့ကြက်သားစားရတယ်လေမှန်လားကဲမနာလိုစိတ်မွေးတော့ဘာစားဘာမစားတက်မှတော်ကောင်းကြီးမြတ်အခုသူဖြစ်တယ်သူကံနဲ့သူပဲလေဟိုနိုင်ရန်ကိုခေါင်းနဲ့လှန့်တိုက်ဘာပဲကွဲမှာလက်တီးနဲ့တို့ဘာပဲကွဲမှာလူတယောက်ရဲ့ကံကိုလူတယောက်ကပြိုင်လို့ရတာပြင်လို့ပဲရမယ်ဘယ်တော့မှမပြိုင်နဲ့ဦးလွန်ကြီးဒီလိုမဟုတ်လားဦးလွန်ကြီးအသက်ဘယ်လောက်ရှိသွား63သားသမီးဘယ်နှစ်ယောက်ရှိတော့4ယောက်မပြိုင်ပါဘူးဦးလွန်ကြီး30ကျော်ရဟန်းတော်လေးပလင်မောမနေရဘူးလား
ဥလွန်ကြီးပြိုင်လို့ရသလားဘယ်ရလိုက်မလဲကိုနှစ်သားတွေကမှန်လားလူတယောက်နဲ့ကံကြမ္မာတယောက်နဲ့တယောက်ပြိုင်လို့ရသလားတခါကြီးတို့ရွာထဲမှာတရားကောင်းကြီးမြတ်ကြီးဘာလို့လဲနောင်တော်ကြီးတရားကောင်းကြီးမြတ်ဝနပတာကြီးဆရာတော်နဲ့ကျောင်းနိုင်ဆရာတော်ဖရာတို့လို့ငယ်ပေါင်းတငယ်ချင်းတွေအများကြီးပဲဒါပေမဲ့ပြိုင်လို့ရသလားဟာငယ်ငယ်တော့ဒီကောင်လေးနဲ့လေပင်ဖက်ပေါင်းနေတာဖက်ပေါင်းနေတာမလီခုကကြမှာဘာလေးညာလေးလှုပ်နေတဲ့နဲ့မှန်လားဟေးမဖြစ်နဲ့ကံကပြိုင်လို့ရသလားမရဘူးဦးဇင်းတို့ရေပေးတော့ရမဲထဲမှာတက္ကမကြီးတက်ရောက်ဦးဇင်းတို့ကလည်းဆွမ်းစားခြင်းရောက်လို့ရေပေးဆိုတော့သွားလှူရင်းနဲ့အဲ့ဒါသွားလှူတာဆွမ်းစားခြင်းရောက်တော့ဆွမ်းညိုင်တွေကပါတယ်တက္ကမကြီးတယောက်သိလို့တက္ကမကြီးလို့ဦးဇင်းတို့ဆွမ်းလေးစားခြင်းလို့ဒီအိမ်ထဲမှာခဏဝန်စားလို့ရသလားလို့အာရပါတယ်တဲ့တက္ကမကြီးကျောင်းရောကျောင်းဆရာတော်ကျောင်းသွားရင်လည်းရတယ်တဲ့ဘုန်းကြီးကတပည့်တော်မနဲ့လင်မယားလို့နေတာတဲ့ပြီးကြရောကဲဦးလွန်ရေဘုန်းကြီးရဲ့တပည့်တော်မလည်းလင်မယားလို့နေတာတဲ့တော်လေးတွေပြန်ကြည့်လိုက်တော့အဖွားအရွယ်ကအသက်80ကျော်နေလို့မလို့ပြောချင်တာကငယ်ပေါင်းနေလို့ तू ပြောချင်တာယဉ်နီးတယ်ပေါ့ तू လူတန်းနေတယ်ပေါ့ဒီဘုန်းကြီးနဲ့ဒါယဉ်နီးကြောင်းဝင်မှုရှိတယ်ပေါ့ဆရာတကာယဉ်နေပေါ့ဒါပြောချင်တာမှန်လားအဲ့ဒါကိုပြောလိုက်ပေါ့မလေးဘုန်းကြီးနဲ့တော့ပြောမနေလေလင်မယားတွေလို့ပဲတဲ့အဲ့ဒါရှိတယ်မှန်လားပြောချင်တာကဒုစရောဘုရားလည်းပဲတရားကောင်းကြီးမြတ်ကြီးဘာလို့တလဲလို့မေးလို့ရှိရင်များစွာသောတရားကောင်းကြီးမြတ်ကြီးလူများစွာတွေတဲကတို့ရဲ့တို့ရွာတွေတဲကတရားကောင်းကြီးမြတ်ကြီးစရောဘုရားယဟန်သဘာဖြစ်လာတယ်ဦးဇင်းတို့ယဟန်သဘာဖြစ်လာတယ်ကံတရားတွေပြိုင်လို့ရလားငါကြီးတို့ကံကိုလည်းဦးဇင်းတို့ပြိုင်လို့မရသလိုဦးဇင်းတို့ရဲ့ကံကိုလည်းပြိုင်လို့ရသလားကိုဘဝနဲ့ကိုပဲသူ့ဘဝနဲ့တူပဲလေမှန်လားဘာမှမနာလို့စေအကြောင်းရှိသလားဟိုလူရွှေစွဲလဲဝတ်ငွေသွဲလဲဝတ်တရားကောင်းကြီးမြတ်ကြီးဘာမှပြိုင်စရာမလိုဘူးလေမှန်လားဒီတဘောပြောတာဒါကြောင့်မနာလိုစိတ်ဟာတိတ်ကြောက်เสียကောင်းတယ်တဲ့မှန်လားဒါကြောင့်မနာလိုစိတ်ကတရားဆိုလို့ရှိရင်သူ့ရဲ့စမ်းကျင်ဘက်ကိုရှာလိုက်တဲ့အခါမှာမုဒိတာတရားမတွေ့ဘူးလားဒါကြောင့်ဒီလိုဆိုကြည့်ဟိုတုန်းကဆိုခဲ့တဲ့ဇာလေးကိုထက်သာလျင်မုရိတာဝံမဝန်းနိုင်ကပြိုင်တတ်သည်ပြိုင်မြည်အစာမုရိတာပွားစိတ်ထမ်းပြုပြင်ပြောင်းမှမယ်ကိုထက်သာလျင်မုရိတာဝံမဝန်းနိုင်ကပြိုင်တတ်သည်ပြိုင်မြည်အစာမုရိတာပွားစိတ်ထမ်းပြုပြင်ပြောင်းမှမယ်ကိုစိတ်ကလေးကိုတရားကောင်းကြီးပြုပြင်ပြောင်းလဲဖို့တရားကောင်းကြီးအချိန်တန်ပြီဆိုတာမသေးကြဘူးလားတရားဆိုကတရားကောင်းကြီးမြတ်ကြီးလောဘတရားကတရားဆိုလို့ရှိရင်တရားကောင်းကြီးမြတ်ကြီးအဆိုးတယ်မှာကောင်းချလိုက်တာအာလောဘမတွေ့ဘူးလားဒေါသတရားကဆိုးတရားဆိုလို့ရှိရင်မေတ္တာတရားကအကောင်းတရားမတွေ့ဘူးလားအခုမနာလို့ခြင်းကအဆိုးတရားဆိုလို့ရှိရင်ဝမ်းမြောက်မှုမုရိဒာတရားကအကောင်းတရားဆိုတာမသိကြဘူးလားမနှလုံးရသွားနောက်နံပါတ်၄သွားကြဆိုနံပါတ်၄ကတရားကောင်းကြီးမြတ်ကြီးမာယာများခြင်းနဲ့ပြောပါတယ်ပြောရပါတယ်တော့မာယာများတယ်ဆိုတာမပြောတာဥလွန်ရေယောက်ျားတွေနဲ့မိန်းမတွေနဲ့ဘယ်သူကပိုမာယာများမိန်းမတွေကများတာဩတက္ကမကြီးများယောက်ျားတွေနဲ့မိန်းမတွေဘယ်သူကမာယာများဥလွန်ရေမာယာများခြင်းတရားကောင်းကြီးမြတ်ယောက်ျားနဲ့မိန်းမနဲ့တယောက်တစ်လက်စီလွှဲချနေရပဲတရားကောင်းကြီးမြတ်ပြောကြည့်ပြလောကဇဂပုံရှေ့တုန်းကထားခဲ့တဲ့ဇဂပုံကမိန်းမမာယာဘယ်လောက်တဲ့ယောက်ျားမာယာကြတော့မကြီးကိုပင်ကိုမကြီးဟမ်ကိုတောင်ကိုပင်တောင်အသာများနေတာကိုကိုတောင်ဆိုတော့ဥလွန်ရေတော်တော်ကြီးများလုံးပါတယ်ဥလွန်ရေဟောတော်ကိုတောင်နဲ့ဥလွန်တက္ကမကြီးရှိလားမညာတန်းဖြေစံတက္ကကြီးနဲ့တက္ကမကြီးနဲ့ဘသူကနိုင်တာများတော့တက္ကကြီးနိုင်တာတွားတွေလည်းတချောင်းမှမရှိတော့ဘူးလိန်လုံးညာလို့ရှောက်ရှောက်ပြောနေတာတွားတွေလည်းတချောင်းမှမရှိတော့ဘူးအဲ့ဦးလွန်မဟုတ်တာတွေမပြောစမ်းမလဲလူကြားသူကြားတော့မိမကြီးငါနိုင်ထားအောင်ပဲဆိုပြီးတော့ဒီနေ့ညညှိလာသလားမသိဘူးလိန်ရင်တော့ကျိုးတဲ့ဦးလွန်60ကျော်နဲ့ကျိုးနေတာအခုဒါကျုပ်ကိုလိန်လို့ပဲဖြစ်ရမယ်
ဘယ်နဲ့တမိုင်းမှာမရှိလိုက်တာတခါကြီးများတခါကြီးများတက္ကမကြီးတွေနဲ့တခါကြီးတွေနဲ့အမှန်တိုင်းပြောစမ်းတခါကြီးတွေနဲ့တက္ကမကြီးတွေဘယ်သူကနိုင်တာများအိုဝမ်းနေတက္ကမကြီးတွေကနိုင်တာများတာပေါ့မှန်လားနားလည်လားဗျာအဲ့ဒီဟာကသမိုင်းအစဉ်ဆက်ကရှိပြီးသားပဲကိုတော့ဘုန်းကြီးဘာသိလို့တော့မလေးသိတာပေါ့ငယ်ငယ်တုန်းတွေကဦးဇင်းတို့ဘာကူဖိုးထေးတဲ့သမလူကြီးမလေးသိသွားပြီသမလူကြီးဟိုတုန်းကဥပိုးထေးတဲ့ဦးဇင်းတို့အဘကငယ်ငယ်တုန်းကဥလွန်ထမ်းရည်တောက်တာဟုတ်ဦးဇင်းတို့အဘတွေခက်ကထမ်းရည်တောက်တာ80ကျော်အခုရှိရင်80ကျော်90ပေါ့အဘကဦးဇင်းတို့ရွာမှာထမ်းရည်မရောင်းပါဘူးဦးဇင်းတို့ရွာမှာမရှိဘူးဦးဇင်းတို့ငယ်ငယ်ပေါ့အနောက်ဘက်ရွာမှာရှိတယ်ထမ်းရည်ရောင်းတာအဲ့ဒါအနောက်ဘက်ရွာသွားတော့ညနေလေးစောင်းပြီးပြန်လာပြီဆိုလို့ရှိရင်အဘကထမ်းရည်လေးအကြီးလေးဝင်လာပြီဆိုရင်တို့တခါကြီးတွေအတန်လေးကမစားပြောင်းတယ်မဟုတ်လား40ကျော်ချက်တို့ထွေးညူတို့ကောက်ကောက်ဆိုးလာတာအဘကဆိုလဲဆိုလာရောက်တဲ့ကောင်ကြီးအိမ်ပေါက်လဲရောက်တဲ့ကောင်ကိုဖိုးထေးပြီးသွားပြီတခွန်းနဲ့ပဲဦးဇင်းတို့အမေကြီးကဒေါ်တောင်းကြီးတဲ့အခုတည်ရှိတဲ့80ကျော်ပြီအဘကသေးသွားပြီအဘရဲ့နာမည်ကဥဖိုးထေးတဲ့ထွေးညိုတို့40ကျော်အချက်တို့ဆိုးလာပြီဆိုလို့ရှိရင်ဟောနေဝင်မျိုးပြဆိုးလာပြီဆိုရင်တေးကြတဲ့ကိုဖိုးထေးမူးလာလို့အဲ့ဒါကိုသိလိုက်တဲ့က तू ကလည်းအိမ်ပေါက်နားလဲရောက်ရောသူ့အတန်ကမရက်တဲ့ကကိုဖိုးထေးပြီးသွားပြီအတန်လေးကမတ်တောင်းဘာခိုင်းနေလို့တော့မတ်တောင်းနေနေတာပဲပြားနေတာပဲကြောက်လိုက်တာမှပြားနေတာပဲကြောက်လိုက်တာမှဦးလွန်ရေမလေးခမရကျုပ်ရှိရတင်ထိုင်ပြီးတော့ခမရမလေးတပည့်တော်နိုင်တာပါဖရတယ်ကြွေးကြော်ပြယုံတော့မယုံတော့မြတချောင်းမှမရှိတော့ပဲနဲ့အိုးဝနေတမိုင်းမှာတရားကောင်းကြီးမြတ်ရေဘာလို့လဲယောက်ျားနဲ့မိန်းမနဲ့တရားကောင်းကြီးမြတ်ရေဘာလို့လဲမကောင်းတဲ့နေရာမှာမိန်းမတွေကရှစ်ဆသားတဲ့ရှစ်ဆမကြီးကိုးတွေနေလုံနေတယ်9000တွေတော့ပြောလို့ပြောနေမဟုတ်ဘဲနဲ့ရှောက်ပြောနေအဲ့ဦးလို့တော့မိန်းမတွေကရှစ်ဆသားတယ်တဲ့မကောင်းတဲ့နေရာမှာယောက်ျားတွေထက်ပြိုင်ရင်မှန်လားဒီမှာဘုန်းကြီးကျောင်းတွက်တွေပါလိုက်မယ်ကျုပ်ရမ်းပြောနေတာမဟုတ်ဘူးလောကနီတီထဲမှာပါတယ်တခါကြီးတို့တင်ကြည့်လောကနီတီထဲမှာပါတယ်ဒါဆိုရင်ရှင်မင်းရဲ့တပည့်တော်မျိုးသမီးတွေကမကောင်းတဲ့ဘက်ပဲသားတာလားမေးစရာရှိတယ်မဟုတ်ဘူးကောင်းတဲ့ဘက်လည်းသားတယ်ကောင်းတဲ့ဘက်မှာယောက်ျားနဲ့မိန်းမနဲ့ညံကြီးမိန်းမတွေကလေးဆသားတယ်တဲ့လေးဆအမျိုးသမီးတွေကကောင်းတဲ့နေရာမှာဘယ်နှဆသားမကောင်းတဲ့နေရာဘယ်နှဆအကောင်းရောမကောင်းရောအကုန်သားတယ်9000ကြီးရဲ့အိုးဝနေတဘောပိုင်လာကောင်းတာရောမကောင်းတာရောအကုန်သားတယ်အဲ့ဒါကြီးတွေကမှန်လားဗျာဒါကြောင့်တို့ဘုန်းကြီးတွေကဘာမှမသားခြင်းလို့မို့လို့ကတုံးတုံးထားတာဗျာကတုံးပေါ်ထိတ်ကွက်မခံနိုင်လို့မှန်လားရှိသေးတော့ပြောချင်တာကမာယာတဲ့ဘာလဲတော့ရှိရင်သမျိုးကွဲရသမျိုးပြောတာကိုဘာတော့အခုသမျိုးတော်ကြသမျိုးပြောတာကိုဘာတော့ပါဇက်ကတွေ့ပြီဆိုရင်လမ်းမှာတော့နေကောင်းလားမမြင်တာကြပါဘောပဲလှလို့ပါလို့ပါပဲဘုန်းကြီးဟိမ့်ဝေရနဲ့တော့သူးလာတယ်နော်ဟောရှေ့မှာတော့ကတော့မှန်လားကွယ်လဲကွယ်ဟောတော်ဘုန်းကြီးကိုဝါပြင်းနေတာပါအေးတားရလည်းမဲလို့အေးဟောရှေ့တွေကြတော့ဟောမကောင်းတယ်လို့လာကြောင်းပါကြောင်းပြောတာကွယ်ရကြတော့ပါမကောင်းပြောတာအဲ့ဒါကိုဗါတဲ့မာယာတဲ့မှတ်တွားအိုဝန်းနေလိုင်းပေါ်မှာယနေ့ကအင်တာနက်လိုင်းပေါ်မှာဆိုပို့လို့တောင်ဆိုးသေးတယ်မဟုတ်လားမောင်တို့ခင်မဲတို့ခင်လိုင်းပေါ်မှာတော့တရားကောင်းကြီးမြတ်ဟဲလှနေလိုက်တာတွေကိုချောနေလိုက်တာတွေကိုဘာလေးညာလေးနဲ့တရားကောင်းကြီးမြတ်မရေးဘူးလားအပြင်လဲရောက်တရားကောင်းကြီးမြတ်ဟိုတော့ဘသူကအမ်းလိုက်ပြီးလဲမသိဘူးဘသူကပြုတ်တိုက်ပြီးလဲမသိဘူးဆိုပြီးတော့ဟောအတင်းတုံနေတာဘာတော့မာယာပြောပါတော့မှန်လားအဲ့ဒါလိုမျိုးလူတွေရှိတာမဟုတ်ဘူးဦးဇင်းတို့ဆရာလေးတွေလည်းရှိတယ်ဦးဇင်းတို့ဘုန်းကြီးတွေလည်းရှိတယ်မာယာမှန်လားမတိကျိုးကျွန်းတော်ကြီးမလုံနဲ့အဲ့ဒီတရားတွေကပုထုဇဉ်တွေဖြစ်တဲ့အတွက်ရင်ပတ်ထဲမှာအနည်းနဲ့များတော့ရှိကြမယ်ဆိုတာမသေးကြဘူးလားဒါကြောင့်မာယာများခြင်းကအကောင်းတရားလားဆိုးတရားလားမာယာများတဲ့ပုဂ္ဂိုလ်ကိုမြင်ရရင်ရင်ပတ်ထဲမှာအေးချမ်းသလားဩငါကိုယ်တိုင်မာယာများရင်ရောငါလည်းအေးချမ်းမှာမဟုတ်ဘူးငါပတ်ဝန်းကျင်ကလူတွေလည်းအေးရချမ်းမှာမဟုတ်ဘူးလို့သိလိုက်တာနဲ့တပြိုင်နက်တရားကောင်းကြီးမြတ်ကြီးရိုးသားမှုဖြောင့်မတ်မှုပါမာယာရဲ့ဆန်းကျင်ဘက်ဆိုတာရှာမတွေ့ဘူးလား
ယောတန်ဖြောင်းမှတ်မှုကတရားကောင်းကြီးမြတ်ကြီးမာယာရဲ့ဆန့်ကျင်ဘက်ပဲတဲ့အစိုးတရားကနေအကောင့်တရားကိုရှာလိုက်တာယောတန်ဖြောင်းမှတ်မှုမရဘူးလားအရှင်ဘုရားပြောလို့ဒါနားထောင်နေရတဲ့လူအယိုးကသင်္ကြန်ကုန်သွားကြည့်မှတော့မြင်ရမှာနဲ့ပြောမနေနဲ့အိုဝနေရေကိုကစပြီးယောသားဖို့မလိုဘူးလားကိုကစပြီးတော့ဖြောင်းမှတ်ဖို့မလိုဘူးလားအရှင်ဘုရားရေပြောလို့ဒါပြောနေတာပါအများမုခရေတောက်ရမှာပဲကိုတော်ကြီးနဲ့လုံမနေနဲ့မုခရေမှန်းသိရင်မတောက်နဲ့လေဗျမှန်လားဟဲ့ခါနေမှမသိရင်မတောက်ပါနဲ့တော်ကောင်းကြီးမြတ်ကြီးကိုဘဝနဲ့ကိုနေတာကိုမီးရောင်နဲ့ကိုတောက်ပါလို့ရပါတယ်မှန်လားဟဲ့လူဆိုတာကိုသမိုင်းကိုရေးမှာပဲမဟုတ်လားကောင်းအောင်တော့ရေးကြလေတော်ကောင်းကြီးမြတ်ကြီးမကောင်းတာကြီးဖြက်လို့ဖြက်စီလာလုံနေတာအလုံးမခံပါနဲ့ဗျမှန်လားဟဲ့ကိုစိတ်ကလေးကိုကောင်းအောင်နေလို့မရဘူးလားဒါကြောင့်ရှေ့လူကြီးတွေပြောခဲ့တာဘဒုတရားပြက်ပြက်ဗါတဲ့တော့ပြောစံဗါတဲ့တော့ဘဒုတရားပြက်ပြက်ဒါပြောတာပါယဟန်နေလူနေမြို့သားနေမြို့သမီးနေဆင်ញင်ရမယ်တရားတွေဆိုတာမသေးကြဘူးလားကဲဘယ်နှလုံးရသွားလောဘကြီးခြင်းဒေါသကြီးခြင်းမပါပါဘူးပါတာတွေဘယ်နဲ့မောဟတွေပြောနေဒေါသကြီးခြင်းလောဘကြီးခြင်းဒေါသကြီးခြင်းမနာလိုခြင်းမာယာများခြင်းဘယ်နှမျိုးရပြောရင်ဘယ်နှမျိုးရနောက်နံပါတ်5ကတရားကောင်းကြီးမြတ်ကြီးကျေးဇူးကမ်းခြင်းတဲ့ပြောပါတယ်ပြောပါတယ်တော့ကျေးဇူးကမ်းတာကောင်းလားတလုတ်စားဘူးကျေးဇူးတရားသိပ်ပြီးတော့မြင်လို့တန်ဖိုးထားရမယ်တခါကြီးတခါမကြီးများမှန်လားလောကလူတွေကကျေးဇူးမသိတော့ဘူးကျေးဇူးတွေကမ်းကုန်ကြအမေကျေးဇူးအဖေကျေးဇူးဆရာကျေးဇူးရက်ရွာကျေးဇူးတိုင်းပြည်ကျေးဇူးလူထုကျေးဇူးဘာမသိတော့ဘူးတရားကောင်းကြီးမြတ်ကြီးကျေးဇူးမသိတာဟာတရားကောင်းကြီးမြတ်ကြီးတခြားမဟုတ်ဘူးတခါကြီးဥလွန်မာနဝန်လို့တဲ့ဒါကြောင့်ဒီလိုဆိုကြည့်ကျေးဇူးမမြင်မာနဝန်အသင်မှားနေပြီကျေးဇူးမမြင်မာနဝံအသင်မှားနေပြီဆိုစမ်းပါဗျာကျေးဇူးမမြင်ကျေးဇူးမမြင်တာဟာတခြားလားမာနဝန်လို့လားဒါကြောင့်တရားကောင်းကြီးမြတ်ရဲ့အမေရဲ့ကျေးဇူးရှိတယ်ဖေရဲ့ကျေးဇူးရှိတယ်ဆရာသမားတွေရဲ့ကျေးဇူးရှိတယ်ဇာတိချက်ကျွေမွေးရဲ့မြေရဲ့ကျေးဇူးတရားတွေရှိတယ်အကိုတွေမတွေညီတွေညီမတွေဆွေမျိုးမိတ်တင်ခါနေနဲ့တန်တွင်ငယ်တစင်ပါဆိုသလိုကျေးဇူးတရားတွေအပြန်လည်းမရှိကြဘူးလားဒါကြောင့်တရားကောင်းကြီးမြတ်ရှေ့ပညာရှိတွေပြောခဲ့တဲ့စကားလုံးလေးကသိကောင်းတယ်ဗျာနွားကောင်းရင်ခြေရမမေ့ဘူးတဲ့ဗါတဲ့တော့မာရဲတော့ခွေးကောင်းရင်သခင်မမေ့ဘူးတဲ့ဗါတဲ့တော့လူကောင်းရင်ကျေးဇူးမမေ့ဘူးတဲ့ဗါတဲ့တော့ဦးလွန်ရေဘယ်နှလုံးပြောလိုက်တာတခါတခါမမယာဘယ်နှလုံးပြောလိုက်တာနွားကောင်းရင်ခွေးကောင်းရင်လူကောင်းရင်တို့ဟာကောင်းတဲ့သူလားမကောင်းတဲ့သူလားကိုယ်တိုင်သိပေါ့တို့ညီလေးတွေညီမလေးတွေအကိုလေးတွေမလေးတွေနှလုံးသားနဲ့နားထောင်တော်မူကြပါနှလုံးသားနဲ့နားထောင်တော်မူကြပါကျေးဇူးတရားတွေတရားကောင်းကြီးမြတ်ကြီးမတိကျိုးကျွံပြုတ်လာတဲ့လောကအတိုင်းဝိုင်းမှာတရားကောင်းကြီးမြတ်ကြီးကျေးဇူးသိပြီးကျေးဇူးဆက်မှသူတော်စင်သူတော်ကောင်းတော်မှန်လားကျေးဇူးမသိကျေးဇူးမဆက်ရင်သူတော်စင်သူတော်ကောင်းရဲ့ဆန်းကျင်ဘက်ကလူယုံမှဆိုတာမသိကြဘူးလားမိကျေးဇူးဖကျေးဇူးဆရာကျေးဇူးဖယားကျေးဇူးတရားကျေးဇူးတန်ခါကျေးဇူးနန္ဒောနန္ဒ၅ပါးကျေးဇူးရက်ရွာကျေးဇူးတိုင်းပြည်ကျေးဇူးလူထုကျေးဇူးဒီကျေးဇူးတွေမှမသိရင်တရားကောင်းကြီးမြတ်ကိုသိတရားကောင်းကြီးမြတ်ဘာလို့လဲလို့မေးလို့ရှိရင်လူကောင်းစိတ်ရမဝင်တော့ဘူးတဲ့မှန်လားကျေးဇူးသိဖို့မလိုဘူးလားကျေးဇူးသိကျေးဇူးဆက်မှတော်ကောင်းဆိုတာမသိကြဘူးလားကျေးဇူးသိကျေးဇူးဆက်မှသူတော်ကောင်းမှန်လားကိုကောင်းမကောင်းကိုယ်တိုင်မသိဘူးလားသိတယ်သိအောင်လည်းပဲကြိုးစားအားထုတ်ကြမှန်လား
ကျိုးစားအထုတ်တဲ့နေရာမှာတို့တော်ကောင်းတို့တွေဒီကိုဘဝရဲ့အခြေအနေမှန်ကိုမျက်နှိုးစွာနဲ့တော်ကောင်းကြီးတန်ဖိုးထားပြီးသိဖို့မလိုဘူးလားကိုဘဝရဲ့အခြေအနေမှန်ကိုမသိနေတဲ့ပုဂ္ဂိုလ်ကတော်ကောင်းကြီးဘဝမှာတော်ကောင်းကြီးအဲ့ဒီပုဂ္ဂိုလ်တော့မိုက်မဲတာမရှိဘူးဘဝမှာအဲ့ဒီပုဂ္ဂိုလ်တော့မိုက်မဲတာမရှိဘူးတော်ကောင်းကြီးကျေးဇူးမသိတဲ့ပုဂ္ဂိုလ်မှန်လားကျေးဇူးကမ်းတဲ့ပုဂ္ဂိုလ်ဟာတော်ကောင်းကြီးဘဝမှာတော်ကောင်းကြီးလူဖြစ်ပြီးတော့လူနဲ့မထွက်လူစော်မမွေးတဲ့ပုဂ္ဂိုလ်ပဲတဲ့ဘဝနေကျေးဇူးမသိတဲ့ပုဂ္ဂိုလ်ဟာဗါတဲ့တော့လူနဲ့မထွက်လူစော်မမွေးတဲ့ပုဂ္ဂိုလ်ပြန်ပြောပါဦးလူဟာလူနဲ့ထွက်ပြီးလူစော်မွေးဖို့မလိုဘူးလားယဟန်ကလည်းယဟန်နဲ့ထွက်ပြီးယဟန်စော်မွေးဖို့လိုတယ်မေတီလန်းရှင်လည်းမေတီလန်းနဲ့ထွက်ပြီးတော့မေတီလန်းစော်မွေးဖို့လိုတယ်နန်နဲ့ဘတ်မှာမတော်နဲ့မွေးတွေဘတ်မှာနေမှန်လားဖတ်ထုတ်ထားတဲ့တရားကောင်းကြီးမြတ်ဖတ်ကတရားကောင်းကြီးမြတ်ငပိထုတ်ထားတဲ့ဖတ်ဟာတရားကောင်းကြီးမြတ်ငပိတွေတော့မရှိတော့ဘူးဖတ်မှာဘာနဲ့ဆွဲနေမွေသလားနန်းသလားတိတ်ချုပ်ဆရာကောင်းတယ်နော်လူနဲ့မထွက်တော့ဘူးဆိုလို့ရှိရင်တရားကောင်းကြီးမြတ်အပုပ်နဲ့ထွက်လာရင်အဲ့ဒီပုဂ္ဂိုလ်လူသေးသွားလဲနာမည်သေးသလားအပုပ်နဲ့နေလိုင်တင်းမယ်ဆိုတာမသေးကြဘူးလားဒေဝရကြီးယနေ့ချိန်ဒီအပုပ်လိုက်လှမ်းနေမတင်းဘူးလားအဇာတတကြီးယနေ့ချိန်ဒီအပုပ်နဲ့လှမ်းလည်းမသိဘူးလားလူသေးသွားတယ်နာမည်ကတော့ကောင်းကြီးမြေဘာလို့လဲအပုပ်နဲ့နေလိုင်တင်းနေတယ်ပန်းထုတ်ထားတဲ့ဖတ်ပဲတော်ကောင်းကြီးမြေဇေဘယ်နည်းစီတော့ကခတ်တာဂမုံမြန်လေးမဟုတ်ချင်နေတော်ပိုင်းတန်မန်းလေးတွေထုတ်အဲ့ဒီဖတ်ဘာစော်မွေးတော့ပန်းစော်မွေးတယ်နော်အဝန်းကြီးမှန်လားပန်းတွေကတော့ကုံသွားပြီးဖတ်မှာဘန်းနဲ့ဆွဲနေမမွေးဘူးလားလူသမိုင်းမှာတရားကောင်းကြီးမြတ်ကြီးလူဖြစ်ပြီးတော့လူဟာလူနဲ့ထွက်လူစော်မွေးဆိုတာဒါပြောတာတနေ့အားလုံးကနေရမှာလားသေရမှာဒီထဲမှာရှင်သန်ပြီးကြံခဲ့မဲ့ပုဂ္ဂိုလ်တူတယောက်ပါသလားအားလုံးကသေရမဲ့ပုဂ္ဂိုလ်တွေကြီးပဲမှန်လားဒါကြောင့်တရားကောင်းကြီးမြတ်ကြီးကိုဘဝရဲ့ခြေနေမှန်ကိုသိပြီးတော့တရားကောင်းကြီးမြတ်ကြီးကြိုးစားပြုပြင်အားထုတ်ထားဖို့မလိုဘူးလားဘာနဲ့ထွက်ပြီးဘာစော်မွေးဖို့ပြောရပါလေတော့အဲ့ဒါလိုမျိုးတော်ကောင်းကြီးလူနှမ်းထွက်ပြီးလူစော်မွေးဖို့ဆိုလို့ရှိရင်ဂျေဇုကမ်းတဲ့ဘတ်မှာတို့နေလို့ရပါမလားဂျေဇုသိဂျေဇုဆက်မှာတော်ကောင်းမယ်မှန်လားဒါကြောင့်လောကမှာလူရည်လို့ဖြစ်လာပြီဆိုလို့ရှိရင်ကိုယ့်ဘဝရဲ့ခြေနေမှန်လေးကိုသိပြီးတော့ကိုယ့်ရဲ့အာသာချက်အားနည်းချက်တွေကောင်းကောင်းသိထားဖို့မလိုဘူးလားဒါဆိုရင်ရှင်မယပြောနေတဲ့အာသာချက်အားနည်းချက်တွေကဘယ်လိုလဲဂျေဇုသိပြီးတော့ဂျေဇုဆက်မှာတော်ကောင်းလို့ပြောတယ်ဘယ်လိုသိပြီးဘယ်လိုဆက်ရမလဲကိုယ့်ရဲ့အာသာချက်ကိုယ့်ရဲ့အားနည်းချက်ကောင်းကောင်းသိထားဖို့မလိုဘူးလားကိုဒီဘယ်ဘက်မှာအာသာပြီးဘယ်ဘက်မှာအားနည်းနေတာလေးဆိုတာလေးသိရအောင်လို့တော်ကောင်းကြီးမြတ်ကြီးစံပေကဘယ်လိုပြောသလဲလို့မေးရင်ကလေးတငယ်တွေရဲ့ဘာလို့လဲလက်နက်ဟာငိုကြွေးခြင်းပဲတဲ့ဗါလဲတော့ပြန်ပြောပါဦးဗျာလက်နက်လို့ပြောလိုက်တာနဲ့စကလုံးကြီးကနားထဲမှာမခံတာဘူးကြားတာမကောင်းဘူးအဲ့တော့ဘယ်လိုပြောင်းပြောမလဲကလေးတငယ်တွေရဲ့ခွန်အားဟာငိုကြွေးခြင်းပဲပြန်ပြောပါလေတော့အဝန်းနေညီတော်နောင်တော်တရေတော်ကောင်းကြီးမြေဦးဇနုကအငယ်ဆုံးစရောဘုရားကြီးသီလသမารီပြည့်စုံနေတဲ့စရောဘုရားကြီးတွေရဲ့နှစ်ပါးရဲ့ကြားမှာတော်ကောင်းကြီးမြေရဲ့အလယ်ညမှာပြောတော့ဦးဇနုကအချိုက်လက်လေးတွေနဲ့ပြောတော်ပါလိမ့်မယ်မှန်လားစရောဘုရားတွေကသုတ်တန်နေနဲ့တာရကတွေနဲ့များစွာရှင်းပြီးတော့တကယ်အနှစ်သာရရှိတယ်ရှင်ညာကလည်းပြောတော်ပြီနောက်ညလည်းပဲနောင်တော်ကြီးကပြောလိုက်အောင်ဦးဇနုကတော့လူငယ်တွေကိုဇောင်းပေးပြီးတော့လူငယ်တော်ကောင်းကြီးမြေလူငယ်ယဟန်တစ်ပါးဆိုတော့လူငယ်တွေကိုတိုက်တွန်းတဲ့တရားလေးပဲဖြစ်ပါလိမ့်မယ်မှန်လားအခုပြောနေပြီတော်ကောင်းကြီးမြေလူငယ်တွေလို့တာပြောတာလူကြီးတွေလူလက်ပိုင်းတွေအတွက်လည်းပဲပါပါလိမ့်မယ်နှလုံးသားနဲ့နားထောင်ပြီးအုံနောက်ကလိုက်မှတ်ဖို့မလိုဘူးလားကလေးတငယ်တွေရဲ့ခွန်အားကဗါတဲ့တော့ဟုတ်တာဘောတော်ကောင်းကြီးမြေနှုတ်စားတာပဲဖြစ်ဖြစ်ကလေးတွေမငိုဘူးလားရေချိုးချင်တာပဲဖြစ်ဖြစ်မငိုဘူးလားဒါကြောင့်သူ့ရဲ့ခွန်အားသူ့ရဲ့အာသာချက်အားနည်းချက်တော်ကောင်းကြီးမြေသိသွားပြီးတော့သူဒီငိုပြီးတော့လိုချင်တာကိုမတောင်းဘူးလားဒါကြောင့်ကလေးတငယ်ရဲ့ခွန်အားကဗါတဲ့တော့နောက်တော်ကောင်းကြီးမြေနံပါတ်1ကအမျိုးသမီးတွေရဲ့ခွန်အားကစိတ်ဆိုးခြင်းတဲ့ဗါတဲ့တော့အမျိုးသမီးတွေရဲ့ခွန်အားကစိတ်ဆိုးခြင်းတဲ့ပြန်ပြောပါလေတော့ဦးလွန်ရေတက္ကမကြီးကိုလိုချင်တာတွေသူကပူစားတဲ့အခါခမရဖြည့်စည်းမပေးဘူးဆိုရင်တက္ကမကြီးကစိတ်ဆိုးတယ်မဟုတ်လားဟောအဲ့လိုအမှန်တိုင်းပြောသွားတွေကပြန်ထွက်မှာ
ဥလွန်ရေဒါကြောင့်အမျိုးသမီးတွေရဲ့ခွန်အားကဘာလဲတော့လိုချင်တာမရရင်စိတ်ဆိုးတာစိတ်ကောက်တာလေးချစ်သူသမီးစားပဲဖြစ်ဖြစ်လင်မယားချင်းပဲဖြစ်ဖြစ်နောက်ဆုံးတော်ကောင်းကြီးမြတ်နောက်ဆုံးအရွယ်နေဝန်စည်းစာခြင်းအရွယ်ရောက်တော့မှအဖွားကြီးတွေကအဖိုးကြီးတွေကိုစိတ်ဆိုးစာတွေစိတ်ကောက်တာတွေမရှိဘူးလားအဲ့ဒါသူ့ရဲ့ခွန်အားပဲမှန်လားတူလိုချင်တာကိုမရတဲ့ကစိတ်ဆိုးတာဒါကြောင့်အမျိုးသမီးတွေရဲ့ခွန်အားကဘာလဲတော့ဘယ်နှမျိုးရပါဒီချာမတ်တာညီလေးတွေညီမလေးတွေကလေးတငယ်တွေရဲ့ခွန်အားကဘာတော့အမျိုးသမီးတွေရဲ့ခွန်အားကဘာလဲတော့နောက်နံပါတ်3ကတော့တော်ကောင်းကြီးမြတ်ရဲ့ဓမြတခိုးဓမြတွေရဲ့ခွန်အားကဒုံဓာလက်နက်ပဲတဲ့ဘာလဲတော့တခိုးဓမြတွေရဲ့ခွန်အားကမှန်လားတခိုးဓမြတွေကတော်ကောင်းကြီးမြတ်ကြီးဘာလို့လဲဒုံဓာလက်နက်ပဲအားကိုးတာမဟုတ်လားဒါကြောင့်ဒုံနဲ့ဓာနဲ့သေစေတဲ့သူတော်ဘာဒုက္ခရောက်စေတဲ့အရာတွေကိုတော်ကောင်းကြီးမြတ်ယနေ့တွန်းအသုံးပြုနေတဲ့ပုဂ္ဂိုလ်တွေဟာတခိုးစရင်ဓမြစရင်ဝင်လိုက်မယ်ကြည်ကြက်လောက်ကြမှန်လားအဝန်းနေမှန်လားငါဓာတ်ကြိုင်ထားတာပဲငါမှဓာတ်ရှိတာပဲငါမှဓာတ်ရှိတာပဲငါမှဒုရှိတာပဲကွာရိုက်လိုက်ရမလားဆော်လိုက်ရမလားနှက်လိုက်ရမလားသွားမလုံးနဲ့ဘယ်စရင်ဝင်သွားပါတခိုးဓမြစရင်ဝင်သွားလိမ့်မယ်မှန်လားကျုပ်ပြောတာမဟုတ်ဘူးဘုရားဟောခဲ့တာအဝန်းနေဘယ်နှမျိုးရပါကလေးငယ်တွေရဲ့ခွန်အားကအမျိုးသမီးတွေရဲ့ခွန်အားကတခိုးဓမြတွေရဲ့ခွန်အားကနောက်တော်ကောင်းကြီးမြတ်ရေဘာလို့လဲလို့မေးလို့ရှိရင်၄နံပါတ်ကတော့တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ပုဂ္ဂိုလ်တွေရဲ့ခွန်အားကတော့အမိန့်အာဏာတဲ့မှန်လားဒါကတော့တော်ကောင်းကြီးမြတ်ရေတိုင်းလူပြည်သားတွေပေါ်မှာတော်ကောင်းကြီးမြတ်ရေဩဇာတိတ်ကမတွေတက်ရောက်အောင်လို့အမိန့်အာဏာပေးပြီးတော့ဘယင်လုပ်တဲ့ပုဂ္ဂိုလ်ကတော်ကောင်းကြီးမြတ်ရေရှေ့ခေတ်ကဘယင်တွေကအဲ့ဒါလို့အမိန့်အာဏာပေးပြီးတော့ခွန်အားတုံးရပါတယ်တဲ့ဘယ်နှမျိုးရပြောစမ်းရင်ဘယ်နှမျိုးရကလေးငယ်တွေရဲ့ခွန်အားကအမျိုးသမီးတွေရဲ့ခွန်အားကတခိုးဓမြတွေရဲ့ခွန်အားကတိုင်းပြည်ရုပ်ချုပ်မင်းလုပ်တဲ့ပုဂ္ဂိုလ်တွေရဲ့ခွန်အားကတခါတရကောင်းကြီးမြတ်ကြီးလူပြင်းလူညံ့နေရဲ့ခွန်အားကအပြစ်ပြောဆိုခြင်းပဲတဲ့ပါတယ်လူပြင်းလူဒါပြောချင်တာကျုပ်ကအဲ့လောက်ထိလိုက်ရှာထားတာဒါပြောချင်လို့မှန်လားလူပြင်းလူညံ့နေရဲ့ခွန်အားကအပြစ်ပြောဆိုခြင်းတဲ့ပါတယ်တော့လူပြင်းလူအားလူညံ့နေရဲ့ခွန်အားကသူများမကောင်းကြောင်းကိုကောင်းကြောင်းသူများကြမကောင်းတာတွေကြီးပြောတယ်ကိုကြတော့တော်ကောင်းကြီးမြတ်ကောင်းနေတဲ့ရောင်ကြီးမှန်လားဘယ်သူနဲ့တွေ့ဘယ်ဝါနဲ့တွေ့တော်ကောင်းကြီးကိုမကောင်းကြောင်းပြောသလားငါကလည်းတက်မဲ့ကိုမကောင်းပါဘူးအေးညိတာပြောနေရတာဘာလို့စကားပလင်ခန့်သလားမလေးငါတို့ကောင်းတာအလုံးအသိတရွာလုံးသိတဲ့တို့ကကောင်းမိသားဟာအိုးဝင်းနေကိုပြောတာကြကိုဘက်ကတော်ကောင်းကြီးမြေစကားချီပြီးမပြောဘူးလားသူများအကြောင်းကြတော့တုတ်လိုက်တာတွေဘုံကြီးကြောင်းလဲတုတ်တာပဲမယ်ဒီလာရှင်ကြောင်းလဲတုတ်တာပဲဟိုလူချင်းလဲတုတ်တာပဲအဲ့ဒီအတင်းတုတ်တာဟာလူပြင်းလူညတွေတဲ့အဲ့ဒီစင်းရဲနဲ့မဝန်စီနဲ့ညီလေးတွေညီမလေးတွေကိုလေးတွေမလေးတွေမှတ်ထားတော့မှန်လားအတင်းဖြင်းပြောတာဘသူတွေအလုပ်တော့လူပြင်းလူညံ့တွေလောက်တာတိုင်းပြည်မှာအဲ့လိုဓမ္မတွေတော်တော်များလာတယ်မှန်လားဖယားမို့လို့မို့တော်ကြီးမရှောင်ဘူးတရားမို့လို့မရှောင်ဘူးတန်ခါမို့လို့တော်ကြီးမရှောင်ဘူးကြီးသူကိုယူတရားကောင်းမှသိပြီးတော့မရှောင်ဘူးရွယ်သူကိုလေးစားရကောင်းမှသိပြီးမရှောင်ဘူးငယ်သူကိုတနာကောင်းမှသိပြီးမရှောင်ဘူးဗမာယဉ်ကျေးမှုကိုပြောင်းမြန်လုပ်ပြီးတော့တော်ကောင်းကြီးအတင်းတုပ်နေတယ်တို့တိုင်းပြည်မှာမှန်လားဘဒုအလုပ်တော့လူပြင်းလူညံ့နေရဲ့အဲ့ဒါအလုပ်ပဲတဲ့မှန်လားမှတ်သွားတော်ကောင်းကြီးဘဒုအလုပ်တော့အင်္ဂုတ္တရနိကေအထက်ကနိပတ်ပထမဗလတုတ်မှာပြောတာဗျာစာနဲ့ပေနဲ့လာတာတခါကြီးတို့ရန်တန်ပြောနေတာမဟုတ်ဘူးမှန်လားအင်္ဂုတ္တရနိကေမှာလာတဲ့စာကိုကျုပ်ကြနာသေချာပြောနေတယ်ဆိုတာမသေးချာဘူးလားမနှမျိုးရပြောရင်အုံမနှမျိုးရကလေးငယ်တွေရဲ့ခွန်အားကမျိုးသမီးတွေရဲ့ခွန်အားကတခိုးဓမြတွေရဲ့ခွန်အားကမင်းတို့ရဲ့ခွန်အားကလူပြင်းလူညံ့တို့ရဲ့ခွန်အားကဘာလဲတော့
အတင်းအဖြင်းအတင်းနဲ့မဟုတ်ဘူးတကယ်ကြီးအဖြင်းရောပါအောင်တဲ့ဘာလဲအဖြင်းမနှမျိုးရနောက်နံပါတ်6ကတော့တရားကောင်းကြီးမြတ်ကြီးပညာရှိတို့ရဲ့ခွန်အားကစူးစမ်းခြင်းတဲ့ဘာလဲတော့ဟိပြန်ပြောပါအောင်ဘာလဲတော့ဟိဘယ်တော့မှရမ်းမလုပ်ဘူးပညာရှိတယ်အလုပ်တစ်ခုကိုလုပ်တဲ့အခါမှာဘယ်တော့မှရမ်းမလုပ်ဘူးလူတယောက်ကိုပြောခြင်းနဲ့လူတယောက်ကိုဆိုခြင်းနဲ့ဘယ်တော့မှရမ်းမလုပ်ဘူးအဲ့ဒီပုဂ္ဂိုလ်ဟာမှန်လားဟဲ့သူ့ရဲ့ပညာနဲ့တုံးတက်ဆင်ခြင်ပြီးတော့ပြောဆိုတယ်ဆိုတာမသိကြဘူးလားအဲကြောင့်ပညာရှိတို့ရဲ့ခွန်အားကဘာလဲတော့ဘယ်နှမျိုးရပြောရင်ဘယ်နှမျိုးရတခါတရကောင်ကြီးမြတ်နံပါတ်ခွန်သွားကြဆိုတုတေတီတွေရဲ့ခွန်အားကလေ့လာခြင်းတဲ့ပြန်ပြောပါဦးပြန်ပြောပါဦးပါလေတော့တုတေတီဆိုတာကတရကောင်ကြီးမြတ်ဘာလို့လဲလို့မေးလို့ချင်းဘယ်တော့မှတရကောင်ကြီးမြတ်အခုမြင်ပြီးအခုမဆုံးဖြတ်ဒီရီချမ်းချမ်းလေ့လာပြီးတော့ကိုတရကောင်ကြီးမြတ်သုံးသက်တာဆင်ញင်တာလေ့လာတာဗျာမှန်လားဟဲ့ဒါကြောင့်တုတေတီတွေရဲ့ခွန်အားကဘာလဲတော့ကဲချိန်နာကြီးနင်းနေပါပြီရှေ့ဆက်သွားပါရစေတော့နောက်ဆုံးချက်လေးပြောပြရစေတရကောင်ကြီးမြတ်သူတော်ကောင်းတို့ရဲ့ခွန်အားကတော့တိခံခြင်းပါတဲ့ပြန်ပြောပါလေတော့ပြန်ပြောပါလေတော့အဝန်းနေတိခံတော်မူကြပါတိခံတော်မူကြပါယဟန်ယန်ချင်းချင်းတိခံတော်မူကြပါဆရာလေးချင်းချင်းတိခံတော်မူကြပါလူချင်းချင်းလည်းတိခံတော်မူကြပါမလေးကိုတော်ပြောလို့တာနားနေတာဒါပြီးရင်ဘယ်ရမလဲကိုတော်ရဲ့တိခံတယ်ဆိုတာတိုင်းတာရှိတယ်လေမိတင်တို့မိခင်တို့ဒါမျိုးလာလို့ရာရိုးလာတပွဲဆိုတော်ပြီပေါ့တိုင်းတက်လွန်နှစ်ပွဲကြီးတုတ်သွားတော့ကြံတဲ့သူတွေမစားတော့ဘူးပေါ့အိုးဝနေတိခံတယ်ဆိုတာအတိုင်းတာရှိတယ်တဲ့ဒကာကြီးတို့ဘယ်သူကပြောလိုက်လဲဘသူကပြောမှမသိတဲ့စကားလုံးကိုဗမာပြည်မှာတွန်တုံးနေတာအံ့ဩစရာသိကောင်းဖယားမြတ်စွာကတိခံခြင်းမှာအတိုင်းတန်မရှိဘူးတဲ့တိခံနိုင်လေတန်ဖိုးမြင့်လေတဲ့မှန်လားဟဲ့တိခံနိုင်လေပါတဲ့ပြောရပါနဲ့တော့တိခံနိုင်လေတန်ဖိုးမြင့်လေတိခံခြင်းမှာအတိုင်းတန်မရှိဘူးအဲ့ဒါကိုယနေ့ဘယ်သေးလေးချဘိုးကပြောလိုက်တယ်လည်းမသိဘူးအဲ့ဒါလို့ကိုခတ်နာပြောမှရတော့မယ်အတိုင်းပြည်ကမှန်လားဟဲ့တိခံတယ်ဆိုတာအတိုင်းတာရှိတယ်နော်တဲ့တိခံတာအတိုင်းတာတက်လွန်လာရင်တော့ဘယ်သူမှမရဘူးဗျာတဲ့ဟောသူကကိုဘုန်းကြီးမကားလို့ဘာနေပေါ့ပြောချင်တာကတော့မရဘူးပေါ့မှန်လားဗျာမြတ်စွာဘုရားအောင်ခြင်း၈ပါးလောက်ကိုပဲပြန်ဖက်ရင်တို့တော်ကောင်းများကောင်းကောင်းစာကြည့်ပါတယ်အောင်ခြင်း၈ပါးကိုအောင်ခဲ့တာဟာပြန်ပြီးတော့တိုက်ခိုက်လို့လားတိခံလို့လားတိခံခဲ့တာပဲဘုရားမြတ်စွာကမှန်လားဒါကြောင့်တိခံခြင်းမှာအတိုင်းတာမရှိဘူးသူတော်ကောင်းတို့ရဲ့ခွန်အားကဗါတဲ့တော့ပြန်ပြောသူတော်ကောင်းတို့ရဲ့ခွန်အားကဒီသဘောလေးကိုနားလည်အောင်ကြည့်ပြီးတော့တို့သူတော်ကောင်းတို့တွေဒီတိခံတော်မူကြပါဘယ်ပြဿနာမှအသက်မခံပါနဲ့မိသားစုချင်းချင်းလည်းတိခံပါလင်မယားချင်းချင်းလည်းတိခံပါချစ်သူရည်စားချင်းချင်းလည်းတိခံပါတငယ်ချင်းပေါင်းသင်းချင်းလည်းတိခံပါညီကိုမောင်နှမချင်းလည်းတိခံပါဆရာတပည့်ချင်းလည်းတိခံပါတော်ကောင်းကြီးမြတ်ရဲ့အလုံးကတိခံခြင်းဟာတော်ကောင်းကြီးမြတ်ရဲ့တော်ကောင်းတွေရဲ့ခွန်အားဆိုတာကိုယနေ့ညတိသွားပြီဆိုလို့ရှိရင်တော်ကောင်းကြီးမြတ်ရဲ့တို့တွေဒီတုတ်ပြန်ရမှာလားတိခံရမှာဘဒုတွေရဲ့ခွန်အားဘဝတတန်တရာတလျှောက်လုံးမြတ်ဗုဒ္ဓနဲ့တကောတော်ကောင်းကြီးတွေကျင့်သုံးခဲ့တဲ့တော်ကောင်းကြီးမြတ်ရဲ့ဓမ္မဖြစ်တဲ့အတွက်ဒီတရားကလွဲနိုင်စေအကြောင်းရှိသလားအင်္ဂုတ္တရနိကေအထက်ကနိပတ်ပထမဘာလတုတ်မှာဘုရားရှင်ကိုတော်မြတ်ကြီးအဲ့ဒီရှင်မျိုးပြောခဲ့တဲ့စကားလုံးမှန်လားဒါကြောင့်သိခံတော်မူကြပါလို့ဦးဇင်းတို့ကယနေ့ညမိမောင်ထိုးပြပါတယ်မှန်လားတယောက်နဲ့တယောက်တော်ကောင်းကြီးမြတ်တို့တိုင်းပြည်မှာဟိုတုန်းကတော်ကောင်းကြီးမြတ်သိခံခဲ့တာဟာအလုံးအတိပဲလေဗျမှန်လားဟိုဘက်အိမ်ဒီဘက်အိမ်တော်ကောင်းကြီးမြတ်အကုန်သိခံခဲ့ကြတာအလုံးအတိပဲမှန်လားကောင်းပြီအချိန်တိုင်းရင်လည်းပဲတနာရီလောက်ရှိသွားတဲ့အခါဦးဇင်းတို့15မိနစ်လောက်လေးနည်းနည်းလောက်ပို့လို့ရသေးလားအိုးဝန်းနေ15မိနစ်လောက်လေးပို့ရတဲ့အခါတော်ကောင်းကြီးမြတ်အများကြီးမပြောပါဘူး15မိနစ်လေးခက်တက်တက်လေးသွားကြည့်ခက်တက်တက်လေးသွားကြည့်လိုက်တော့ဘာသိခံတာလဲတိခံခြင်းရဲ့အတိုင်းအတာတွေကိုကောင်းကောင်းသိဖို့ဆိုလို့ရှိရင်တို့တော်ကောင်းတို့တွေဒီဘာတွေနိုင်ရမှာလဲအတားချက်အားနည်းချက်တွေကိုဒီဘလောက်တော်ကောင်းကြီးမြတ်ကောင်းကောင်းတော်ကောင်းကြီးကိုဘဝချင်းတွေကိုကောင်းကောင်းသိနေတယ်လဲဆိုတာလေးသိဖို့
ရှစ်ပညာရှိတွေပြောခဲ့တဲ့စကားလုံးလေးကိုမျက်နှိုးစွာနဲ့သင်ပြရစေဒီခန္ဓာကိုယ်ကြီးတစ်ခေါင်ကြီးကိုဒီခန္ဓာကိုယ်တစ်ခုလုံးကြီးကိုခြုံကြည့်လိုက်တဲ့အခါမှာဒီခန္ဓာကိုယ်ကောင်ကြီးကကိုးပေါက်ဓာရအပုတ်တွေနဲ့ပြည့်နှက်နေတယ်ဆိုတာမသိကြဘူးလားအပုတ်နဲ့နေနဲ့ပြည့်နှက်နေတာဖြစ်တဲ့အတွက်ခန္ဓာကိုယ်ကြီးကကောင်းတဲ့ခန္ဓာလားမကောင်းတဲ့ခန္ဓာလားကောင်းတဲ့ခန္ဓာလားမကောင်းတဲ့ခန္ဓာလားအာတုလိန်အာတုစိန်အာတုရံအာတုစိန်ဘုသိမ့်ပတ္တနာနေသမုဒ္ဒယံဩဃရံတံပက္ခရံတံဘာလနာဘိပတ္ထိတံတဲ့အာတုရံ96ပြာနာယောဂဖြင့်ကောင်းစွာမပြတ်နာကျင်၍နေပြီတထသောအာတုစိန်မစွန့်ကြရွံ့စဝဲဖြစ်မိထသောဘုသိမ့်နန္တာကင်းဝေပုတ်ဆွေးနေတာပြည့်၍နေထသောဩဃရံတံကိုပေါင်းဓာရမဝမအပုတ်တွေအထက်သို့လည်းယူထွက်လိုနေရပေထသောဘဂရံတံကိုပေါင်းဓာရမဝမအပုတ်တွေအောက်သို့လည်းတတိနီယူစည်းလို့နေရပေထသောဘာလာလံဘဝနဲ့ခန္ဓာတန္တရာမှာအပြစ်မမြင်ချစ်ခင်တွေသာတတ်မှတ်နေကြတဲ့လူပြင်းလူအလူနာလူထိုင်းလူရိုင်းတွေကအဘိပတ္တိတံမခွင်းနိုင်မခွာရသည်ခိုင်ညာပြမတတ်ချစ်ခင်တောင်းတ၍နေပြီတထသောဓမ္မုဒ္ဒယံအယုကိုတိုင်တူအကျိုးတွေနဲ့ရစ်ပံအတာရတိထံဖို့အလာတော်ကြီးထင်နေရတဲ့ဒီခန္ဓာကိုယ်ကောင်းကြီးကိုပတ္တိယာထဉ္ဉံဖြင့်ထင်တဲ့အကုန်မြင်အောင်ရှုပွားဆင်ញတော်မူလိုက်ကြလေကုန်ရာတည်းဩဝနေကိုးပေါင်းဓာရအမဝကအပုတ်တင်ကအပေါ်သို့လည်းရှင်ပြီးတော့မထွက်ဘူးလားကိုးပေါင်းဓာရအမဝကအောက်တို့လည်းပဲတတိတိယူပြီးတော့အောက်ကိုလည်းပဲအပုတ်တွေကယူစည်းပြီးတော့မနေဘူးလားဒါဆိုရင်ဒီခန္ဓာကိုယ်ကြီးကိုပြန်ကြည့်လိုက်တော့ကောင်းတဲ့ခန္ဓာလားမကောင်းတဲ့ခန္ဓာလားအဆိုးထဲမှာတို့ဘာရှာရမှာပြောစမ်းရင်အဆိုးထဲမှာဘာရှာရမှာဒါဆိုရင်မကောင်းနေတဲ့ခန္ဓာကိုယ်ကြီးကကောင်းတာရအောင်ရှာဖို့ဆိုလို့ရှိရင်တို့တော်ကောင်းတို့တွေအပေါ်ကနေသွားလိုက်အပေါ်မှာအုံနောက်မရှိဘူးလားအုံနောက်ကိုတော်ကောင်းကြီးမြေတိတ်လာတဲ့တော်ကောင်းကြီးမြေဘာလို့လဲလို့မေးလို့ရှိရင်ပြောင်ပြောင်ပြိုးပြိုးတွေနဲ့အလှဆင်လှပါမလားဝတ်ကောင်းစားလာတွေနဲ့တော်ကောင်းကြီးမြေလိမ့်ချင်ချေသားလို့လည်းပဲလှအောင်ဆင်လှနိုင်မလားဒီအုံနောက်မကောင်းနေတဲ့တော်ကောင်းကြီးမြေဘာလို့လဲသေရင်ပြောင်းသွားမဲ့အုံနောက်ကြီးကိုတော်ကောင်းကြီးမြေအုံနောက်ကိုပညာဖြင့်အလှဆင်တဲ့အုံနောက်ကိုဗါတဲ့တော့နောက်ကပရိသတ်ဒီလိုက်ဖြေတာအုံနောက်ကိုဗါနဲ့လှဆင်ခန္ဓာတလေးသွားလိုက်တော်ကောင်းကြီးမြေအုံနောက်ကိုပညာနဲ့အလှဆင်လိုက်မယ်ဆိုလို့ရှိရင်ဒီအုံနောက်မကောင်းနေတဲ့အုံနောက်ကကောင်းသွားမယ်ဆိုတာမသိကြဘူးလားမမြင်နေတဲ့အုံနောက်ကိုအသုံးချတဲ့အုံနောက်ဖြစ်သွားမယ်ဆိုတာမသိကြဘူးလားဩဝနေရေအောက်ပြန်ဆင်းလိုက်တော့လူခန္ဓာကိုယ်ပေါ်မှာလက်နှစ်ချောင်းမရှိဘူးလားလက်နှစ်ဖက်ပြိုမြဲသလားဒီလက်စိန်လက်စွပ်တွေရွှေလက်စွပ်တွေနဲ့တရားကောင်းကြီးမြေအကောင်းစားတရားကောင်းကြီးမြေဘာလို့လဲလိုရှင်းနေနဲ့အကောင်းစားတရားကောင်းကြီးမြေအကောင်းမေညွတ်မေဆိုတဲ့တန်ဖိုးရှိတယ်ဆိုတဲ့စိန်တွေရွှေတွေဝတ်ဒီလက်လေးလှသလားမြဲသလားမမြဲသလားမမြဲတဲ့လက်မမြဲတာတွေဆင်နေတဲ့အခါလှပါမလားဒါကြောင့်တရားကောင်းကြီးမြေမကောင်းနေတဲ့ဒီလက်ကိုကောင်းအောင်ဆင်ဖို့ဆိုရင်လက်ကိုပေးကမ်းခြင်းဖြင့်အလှဆင်တဲ့လက်ကိုဗါတဲ့ပြောရင်လက်ကိုဗါတဲ့တော့မနှမျိုးရအုံနောက်ကိုလက်နှစ်ဖက်ကိုအောက်သွားလိုက်တော့ခြေထောက်နှစ်ချောင်းမရှိဘူးလားအဲ့ဒီခြေထောက်နှစ်ချောင်းကိုလည်းပဲတရားကောင်းကြီးမြေလူရှင်းတွေကောင်းစားတွေလိမ့်ပြီးလှအောင်ဆင်မနေနဲ့ခြေချင်းတွေရွှေခြေချင်းစိန်ခြေချင်းတွေဝတ်ပြီးလှအောင်ဆင်မနေနဲ့မြဲသလားဝတ်ကောင်းစားလားဗရန်သက်တွေဂူချီတွေဂူပလီတွေဝတ်ပြီးတော့လှအောင်ဆင်ကြိုက်တဲ့လောက်ဆင်မြဲသလားမကောင်းနေတဲ့ခြေထောက်ကောင်းအောင်လှအောင်ဆင်ဖို့ဆိုလို့ရှိရင်ခြေထောက်နှစ်ချောင်းကိုတတိဖြစ်အလှဆင်တဲ့ခြေထောက်နှစ်ချောင်းပါတဲ့ကောင်းလိုက်တဲ့တရားပဲအုံဝင်ရခြေထောက်နှစ်ချောင်းကိုဘာနဲ့လှဆင်ဒါကြောင့်ဖိုးတို့ဖွားတို့ပြောခဲ့တာသွားတတိလာတတိနေတတိထိုင်တတိစားတတိတတိနဲ့မပြောဘူးလားအရေးကြီးလို့လားအရေးမကြီးလို့မလှပနေတဲ့ဒီခြေထောက်ကိုလှပအောင်ဘာနဲ့အလှဆင်မနှမျိုးရအုံနောက်ကိုပြောရင်အုံနောက်ကိုလက်နှစ်ဖက်ကိုခြေထောက်နှစ်ချောင်းကို
အပေါ်ပြန်သွားလိုက်နားနှစ်ဖက်မရှိဘူးလားအဲ့ဒီနားကိုစိန်တကက်တွေရွှေတကက်တွေကြိုက်တဲ့လောက်ပန်တန်မိုးရှိတာပြီပန်တော်ကောင်းကြီးမြတ်ကြီးမြဲသလားဒါဆိုရင်မမြဲတာဖြစ်တဲ့အတွက်မမြဲနေတဲ့အလှနဲ့ထာဝရလှနိုင်စေအကြောင်းရှိသလားဒီနားလေးမမြဲတဲ့နားတော်ကောင်းကြီးမြတ်ကြီးထာဝရလှပဖို့ဆိုရင်နားနှစ်ဖက်ကိုတရားနာခြင်းဖြင့်အလှဆင်တဲ့နားနှစ်ဖက်ကိုဗါတဲ့ဘုလိုညီသိကောင်းတဲ့စကလုံးကိုယနေ့ညကြားခွင့်ရနေတယ်ဆိုတာမသေးကြဘူးလားနားနှစ်ဖက်ကိုဘာနဲ့လှဆင်ယနေ့ညဘာလှဆင်လားနားနှစ်ဖက်အလှဆင်နေကြတယ်ဆိုတာမသေးကြဘူးလားဘယ်နှမျိုးရဘယ်နှမျိုးရအုံနောက်ကိုလက်နှစ်ဖက်ကိုခြေထောက်နှစ်ဖက်ကိုနားနှစ်ဖက်ကိုတရားနာခြင်းဖြင့်အလှဆင်ရမယ်ဆိုတာမသေးကြဘူးလားဒါဆိုရင်အောက်ဆင်လိုက်တော့မျက်လုံးမရှိဘူးလားဒီမျက်လုံးတွေကကောင်းတာတွေထွက်တာလားမကောင်းတာတွေထွက်တာလားမျက်ချီးပြာနားလေအောင်ပြောမကောင်းတာတွေမထွက်ဘူးလားအဲ့ဒီမကောင်းတာထွက်နေတာကိုတော်ကောင်းကြီးမျက်ရည်ဘာလို့လဲလို့မေးလို့ရှိရင်ဇင်ရောတော်မျက်ခုံးလေးတဲ့အမလေးရွှေသမင်းမျက်လုံးလေးတဲ့ကာကြီးလေးတို့လည်းလှုပ်ပြီးတော့တော်ကောင်းကြီးမျက်ရည်မျက်ကမှန်နေကြိတ်တလောက်တက်တန်ဖိုးကြီးတာတွေတက်လှအောင်ဆင်မြဲသလားဒီမျက်လုံးလှဖို့ထာဝရလှပဖို့ဆိုရင်မျက်လုံးနှလုံးကိုမေတ္တာတရားဖြင့်အလှဆင်တဲ့မျက်လုံးနှလုံးကိုမျက်လုံးနှလုံးကိုခေါင်းလိုက်တဲ့စကလုံးပဲဗျလောကကြီးကိုမုတ်ဆိုးမျက်လုံးနဲ့မကြည့်နဲ့မိခင်မျက်လုံးနဲ့ကြည့်ဆိုတာမေတ္တာမျက်လုံးကိုပြောတာမဟုတ်လားတောင်ဘက်အိမ်နဲ့မြောက်ဘက်အိမ်မခေါ်နိုင်တာဟာဘာမျက်လုံးတက်မကြည့်တော့အရှိဘက်အိမ်နဲ့နောက်ဘက်အိမ်မပြောနိုင်မပြုတ်နိုင်ဖြစ်နေတာကဘာမျက်လုံးမသက်လို့တောင်ပိုင်းသားနဲ့မြောက်ပိုင်းသားနဲ့မသက်နေတာဘာမျက်လုံးနဲ့မကြည့်လို့အရှိပိုင်းသားနဲ့အနောက်ပိုင်းသားနဲ့သူပြိုင်ကိုပြိုင်ပြိုင်နေတာဘာမျက်လုံးမတက်လို့တတိုင်းပြေနဲ့တတိုင်းပြေစစ်ရမတ်တွေဖြစ်နေတာဘာမျက်လုံးတက်မကြည့်လို့မေတ္တာမျက်လုံးတက်ကြည့်ပြို့မှန်လားဘယ်နှမျိုးရမကောင်းနေတဲ့မျက်စိတွေကနေအကောင်းရှာလိုက်တာကောင်းအောင်ဆင်ဖို့မေတ္တာတရားနဲ့အလှဆင်လိုက်ရင်ဒီမျက်လုံးလေးထာဝရလှမယ်ဆိုတာမသေးကြဘူးလားကဲကောင်းပြီအုံနောက်ကိုလက်နှစ်ဖက်ကိုခြေထောက်နှစ်ဖက်ကိုနားနှစ်ဖက်ကိုမျက်လုံးနှလုံးကိုဘယ်နှမျိုးရအောက်ဆင်းလိုက်ပြတော်ကောင်းကြီးမြတ်ကြီးဗဇက်ပြို့အဲ့ဒီဗဇက်ကတော်ကောင်းကြီးမြတ်ကြီးမွေးတာတွေထွက်တာလားနန်းတာတွေထွက်တာနှကန်းစီတွေမိတ်လှအောင်နေကြိုက်တလောက်ဆင်းတော်ကောင်းကြီးမြတ်ကြီးစိန်တွားရွှေတွားတွေကြိုက်တလောက်ဆင်းတော်ကောင်းကြီးမြတ်ကြီးမြဲသလားကြိုက်တလောက်တန်ဖိုးကြီးတဲ့ဟာတွေနဲ့လှအောင်ဆင်းတော်ကောင်းကြီးမြတ်ကြီးထာဝရလှသလားဒီပါဇက်ထာဝရလှပပါဆိုရင်မှန်ကန်ချိုးသားစွာပြောဆိုခြင်းဖြင့်အလှဆင်တဲ့ဗါလဲတော့မှန်ကန်ချိုးသားစွာပြောဆိုခြင်းဖြင့်ကောင်းလိုက်တာဒီပါဇက်ကိုမှန်ကန်နေမယ်ချိုးသားစွာပြောနေမယ်ဆိုဒီပါဇက်ထာဝရလှနေမယ်ဆိုတာမသေးကြဘူးလားဘယ်နှမျိုးရပြောရဘယ်နှမျိုးရသွားလိုက်တော့တော်ကောင်းကြီးမြေခန္ဓာကိုယ်တစ်ခုလုံးကြီးကိုခြုံပြီးကြည့်လိုက်စမ်းဒီခန္ဓာကိုယ်ကောင်းကြီးကကိုးပေါက်ဓာရအမာဝတွေနဲ့အပုတ်အတင်နဲ့ပြည့်နှံ့နေတဲ့ခန္ဓာကိုယ်ကြီးဆိုတော့ဒီခန္ဓာကိုယ်ကြီးကိုဂူချီတွေဂူပလီတွေတန်ဖိုးကြီးတဲ့စိန်တွေရွှေတွေကြိုက်တာနဲ့ဝတ်မြဲသလားမမြဲတဲ့ခန္ဓာပေါ်မှာမမြဲတဲ့ဟာတွေနဲ့လှအောင်ဆင်တော့ဒီအလှကောမြဲမလားမကောင်းနေတဲ့ခန္ဓာကိုယ်ကိုမကောင်းတာတွေနဲ့အလှဆင်တော့ဒီခန္ဓာကိုယ်ကြီးကကောင်းနိုင်စေအကြောင်းရှိသေးသလားဒါဆိုရင်မကောင်းတဲ့ခန္ဓာကိုယ်ကိုကောင်းတဲ့ကိုယ်ခြင်းတရားဖြင့်အလှဆင်တဲ့ခန္ဓာကိုယ်တစ်ခုလုံးကြီးကိုဘာနဲ့လှဆင်ဘာနဲ့လှဆင်ခေါင်းလိုက်တာတခါကြီးဒီကောင်မကြီးတို့ရေဒါကြောင့်နှိမ့်တူတွေကြားမှာမြင့်အောင်နေတဲ့ဘာလဲမြင့်တူတွေကြားမှာနှိမ့်အောင်နေတယ်ဘာလဲပျော်သူတွေချမ်းမှာမပျော်ပါနဲ့တဲ့ဘာလဲမနေသူတွေချမ်းမှာနေကြတဲ့ဘာလဲတော့စိတ်ဓာတ်တွေဇာရိတ္တတွေနှိမ်ပါနေတဲ့လူပတ်ဝန်းကျင်အတိုင်းဝိုင်းမှာနှိမ်သူတွေချမ်းမှာဇာရိတ္တကိုကျင်တရားတွေမြင့်အောင်နေရမယ်ဆိုတာမသိကြဘူးလားမှန်လားဟဲ့ဘဝမြင့်နေတဲ့လူပတ်ဝန်းကျင်အတိုင်းဝိုင်းမှာတော်ကောင်းကြီးမြတ်ကြီးဘဝမြင့်ပြီးအောက်ခြေလွတ်နေတာဘဝမြင့်ပြီးအောက်ခြေလွတ်နေတာပတ်စံရှိတဲ့ပုဂ္ဂိုလ်ကဥစ္စာယူတယ်
ရုပ်လာတဲ့ပုဂ္ဂိုလ်ကတရားကောင်းကြီးမြတ်ကြီးငါရုပ်ချောတယ်ဆိုပြီးတော့တရားကောင်းကြီးမြတ်ကြီးရူပမှန်တက်ပြီးယူတယ်ပညာတတ်တဲ့ပုဂ္ဂိုလ်ကပညာမှန်တက်ပြီးတော့ယူတယ်မှန်လားအဲ့ဒီမန်တွေကိုတရားကောင်းကြီးမြတ်ကြီးဘာလို့လဲလို့မေးလို့ရှိရင်မန်တက်နေတဲ့ပတ်ဝန်းကျင်တိုင်းဝိုင်းမှာခြေတုပ်ပစိုးမွေးစေကျိုးကဲ့သို့နေပါတဲ့မြင့်သူတွေချမ်းမှာမလို့နေရလူပိပြီးလူသေးဘူးသလားလူအောင်ကျိုးလို့လူပိပြီးသေးတဲ့မသာကြားဘူးလားသစ်ပင်အောင်နေရနာတစ်ကိုင်းပိပြီးသေးတာပါဥလွန်ရဲ့မှန်လားထောင်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 းမလုပ်ကြပါနဲ့ဘာလဲတော့ဟဲ့မန္နာတွေခဝါချပြီးတော့အလုံးကိုတရားကောင်းကြီးမြတ်ရဲ့နောက်ဆုံးတော့သူဘာရာဇာရဲ့6ပေခြင်းနဲ့အလုံးဆင်းကြရမယ်ဆိုတာမသိချဘူးလားမှန်လားဟဲ့မန္နာတွေခဝါချပြီးတော့တရားကောင်းကြီးမြတ်ရဲ့ငါကဘာပဲငါကညာပဲမသိမာနာကြီးဦးဇင်းတို့ကိုယ်တိုင်လည်းပဲပြန်ပြောနေတာငါဓမ္မဂတိကကြီးပဲဘာကြော်ကြီးပဲညာကြော်ကြီးပဲကြိုက်တဲ့လောက်ပြောမြဲသလားမမြဲနေဘူးကိုဟောတဲ့တရားကကိုမကြားလို့မဖြစ်ဘူးဒါကြောင့်ရှေးစတော်ဘုရားကြီးတွေကပြောခဲ့တဲ့စကားကြိုက်ချင်မှလည်းကြိုက်မယ်တရားမရတဲ့ပုဂ္ဂိုလ်တွေကိုတရားကောင်းကြီးမြတ်ကြီးရာဂိုင်နှုန်းအပြည့်ရေးကြည့်လိုက်တာဂောပကတဲ့နိဗ္ဗာန်ရောက်ဖို့မလွယ်ဘူးတဲ့နောက်တရားဟောတဲ့ဘုန်းကြီးတဲ့နောက်ဟိုတရားကောင်းကြီးမြတ်ကြီးသူဘရာဇာတဲ့မှန်လားဒါရှေးစတော်ဘုရားကြီးတွေပြောခဲ့တာပါမှန်လားကိုဟောတဲ့တရားကလည်းကိုမကြားနေလို့ရပါမလားဦးဇင်းတို့ဘုန်းကြီးတွေဒါကယူဆိုင်ရမယ်ဦးဇင်းတို့တရားဟောတဲ့ဘုန်းကြီးတွေပဲဖြစ်ဖြစ်ရိတ်တာဘုန်းကြီးတွေပဲဖြစ်ဖြစ်စာကြဘုန်းကြီးတွေပဲဖြစ်ဖြစ်သင်္ကန်းဝတ်ထားတဲ့ပုဂ္ဂိုလ်မြည်သူမဆိုအလုံးတရားကောင်းကြီးမြေကယူဆိုင်ရမယ်မှန်လားဟဲ့တကလဝတ္တဒုက္ခနိဗ္ဗာနတ္တဘာရင်းညာတွေတရားကောင်းကြီးမြေငယ်ငယ်တုန်းကဆိုခဲ့တာပဲမသိလို့ရှိသေးတော့အခုကြီးပြီသိပြီလေဗျာမှန်လားဟဲ့ကိုဟောတဲ့တရားတွေလည်းကိုချဖို့မလိုဘူးလားလိုတယ်တရားကောင်းကြီးမြတ်ကြီးအခုဇောနာတော်ကပြောတာရှေးစတော်ဘုရားကြီးတွေပြောခဲ့တာနိဗ္ဗာန်မရနိုင်တဲ့တရားနိဗ္ဗာန်ရဖို့မလွယ်သေးတဲ့ပုဂ္ဂိုလ်တွေပေါ့ဗျာဒီလိုလေးပြောရင်နားထောင်လို့ကောင်းတယ်မတူတဲ့တော့ကောပကလူကြီးတွေတဲ့ဘုန်းကြီးတွေတဲ့တရားဟောတဲ့ဘုန်းကြီးတွေတဲ့နောက်ပါတဲ့တော့လူပါရာဇာတဲ့နောက်တစ်မျိုးရှိသေးတယ်ဆရာဝန်တဲ့ဆရာဝန်နဲ့တွဲပြောလိုက်တူနာဖြူတဲ့မှန်လားအဲ့ဒါတွေတရားတော်ကောင်းကြီးရဖို့မလွယ်သေးဘူးတဲ့မှန်လားဗျာကောင်းပြီမြင့်သူတွေကြားမှာမလွန်နေရမှာဘဝဝင်နေမမြင့်ကြပါနဲ့ငါကဘုန်းကြီးပဲငါပြောရင်နားထောင်ရမှာပေါ့မလုံးနဲ့ငါကဆရာဝန်ပဲငါခိုင်းလုံးရမှာပေါ့မလုံးနဲ့မှန်လားငါကဂောပကလူကြီးပဲမတို့လုံးတဲ့အတိုင်းလုံးရမှာပေါ့မလုံးနဲ့မှန်လားသူဘာရာဇာကလည်းပဲတော်ကောင်းကြီးမြတ်ရမလေးဘုံနေမြင့်မနေလဲလာပါဟာပြုပါဟာနဲ့တရားကောင်းကြီးမြတ်ကြီးဘာလို့လဲလုံမနေနဲ့သူ့နေရာရောက်သွားပြီဆိုပြီးတော့သူလည်းပဲခန်းကျဲမလုံနဲ့မှန်လားမြင့်သူတွေကြားမှာဘလို့နေရမှာနောက်နံပါတ်3ကပျော်သူတွေကြားမှာမပျော်နဲ့တယ်ဘာလဲတော့ငါအာယုံပင်အစုခင်မှုရဲ့နဲ့နေကုန်နေယခုမေဘုံကိုတွေးမကြုံစခန်းဘယ်လေးဝတော့ကဝုံမှာမျောရယုံရှိတော့ခမန်းအောက်အဝေစီတောင်ငူမာအောက်အဝေစီတောင်ငူမာခေါင်းမပြူစရံဟောအယုံ၅ပါးကာမဂုဏ်တရားတွေနဲ့ပျော်ပန်းနေတဲ့ပုဂ္ဂိုလ်တွေသတိထားလို့ပြောနေတာမှန်လားငါအာယုံပင်အစုခင်မှုရဲ့နဲ့နေကုန်နေယခုမေဘုံကိုတွေးမကြုံစခန်းဘယ်လေးဝတော့ကဘုံမှာမျောရယုံရှိတော့ခမန်းတဲ့အာယုံ၅ပါးကာမဂုဏ်တရားတွေနဲ့အပျော်ကြီးပြောနေတဲ့ပုဂ္ဂိုလ်တွေကြက်ကြက်ဂယုဆိုင်တဲ့မှန်လားငါကရာဇာငါကတတိငါပကေဟုငါတိတက်ကြွလူဘာရလို့လူဘာလလို့ကျူးကျူးကြော်ကြော်မောမောမောက်မောက်ဟောတိတ်ကြောက်စရာကောင်းတယ်နော်မှန်လားအဲ့ဒီမာနတွေမိုးတီအောင်တရားကောင်းကြီးမြတ်ကြီးမြင့်မနေပါနဲ့ပျော်မနေကြပါနဲ့အဲ့ဒီပျော်တဲ့လူတွေထဲမှာမပျော်အောင်နေပါဆိုတာကကာမဂုဏ်တရားတွေနဲ့ပျော်ရွှင်နေတဲ့အထဲမှာကိုမပါအောင်နေပါတဲ့မှန်လားနောက်နံပါတ်4ကတော့တရားကောင်းကြီးမြတ်ကြီးနေသူတွေမနေသူတွေချမ်းမှာနေရမယ်တဲ့အလုံးကတတိတွေမေ့ပြီးတော့ရစ်မှုကုန်ကြပြီတတိတွေမေ့ပြီးတော့ရစ်မှုကုန်ကြပြီညီလေးတွေညီမလေးတွေကိုလေးတွေမလေးတွေဘာမေ့နေတာတတိမေ့နေတယ်ပြောဘာမေ့မေ့လျော့ရစ်မှုခြင်းနဲ့ပြန်ခေါ်ကြည့်ပါဦးပြန်ခေါ်ကြည့်ပါဦး
Yamuni be solution, Dragani, the Bodayaga, Camero, Mui, Biaidi, solution, Mia Mava, Yangon, Mui, Biaidi, Makidi, Vidi, Masa, the Dragani, Bia Zaini, Mamshula. A quarter town in the Dragani, Eraidi, and the Dragani, Udno, Zakari, and Yambude, my life. Eraidi, Level Shula Shele, between Ludiga, me, anytime I jam movie or Ludiga, me, Yoda, Kamagoni, or Dragani, dancing in a senior video, Paul Popiani, Kanzara, my life. Malero, me layo, Yemu Jim, Yambio. Lodenari, Malodenari, Madido, Udragoni, Era, Melayo, Yemu like the Kajara Dragoni, Dibaga, the Dilalo, Pshedoreka, the Dilalo, not down, Jue de Balero. Macaunari, a con long media, Duzi, de long media, so the Matija Ula. I don't the deep many loca idema, do Pimia, Mimia, Poimia, Poimia. Ni lady, Yama lady, go lady, my lady, the team, Mamija, Manevia, my lady. I don't mani do the Hema, Baneniama, the Dine Niam, Baneniama. How me Dragoni, any Zagalongi, Viola like the Dragoni, Henny Kana Goji, the Kulongo, Goji and the Yamchi, alas, same solution, Dragoni, Aloyamadama, Lapa, then a measure of Matija Ula. Macao on the Yama, Goji and the Ya, Ka on Ni, Barredo. Panamuya. Onago Lanapago Shirona Pago Nana Pago Mialona Longo Bazanko Mangan Chodas or Bioso Jimchi Alase Yamjobo Dikana Goji the Kulongo Bombio like that. Go Jin the Yamshi, alas, Sene, Baledon, Manamuya. Now, so like the Dragoni, Kanagoji got a hobby, one by 10 Mashida, same Mashula. They say, they just say, how they say. Don't think that low no yataka mani bandino. Say that the mato, that say that then do kawaha. Don't think that name Moya Imatan Kayan Babi Tado. Lahu no liam yado, Chim Yachin Shivabi Tado. Yataka mani bandino, Dubio Muya, Ayo Gamagondo Nada, Jayam Biomwinele Shido. Say that the Lova dog, that Mamanadwe. Owane. Lova dog, that Mamanadwe. Yen you puede Agandarwe. Manalo wando way, the Misira Sare the Yazuri Jow. Yain Jen Ay Lo Nide Seiko. Owane. Yambatema she de Sega Yenjira Miadala Yaina Miadala. Tisik Yain Jen Yain Lo Nide Seiko. Parijam Yaina let the job Yanji. Say that the Lova do the Mamanari. Yamjoji me Lova do the Mamanari. Yamjoji Bao. Yen you puede Agandarwe. Manalo wando we eight da miseria dayarwe. Asuri la akauni la. Asuri jibe my lai. Manalo wando we eight da miseria dayazuri jao yang jen yang lu nire di singo. Dhammaton dati tamari ati nyan pinyari ne soma thame so yen. Tandu tibiro kaung ne. Dan dati tamari ati nyan pinyari ne soma thalo yenji thare seitan seiti. Dukhawa yani kabalurari lujin nire. Wa myama nainganu nainganari lujin nire. Beku naindi daji daingu myunerari lujin nire. Owan yuaru yuarari lujin nire. Chanda duka ase amango yu song pi naing bare yelo. Tatana luro seya mye sabaya shin korom ye ji di. Augatin di gong swa matui minjaro muge babi dandi.
ဝန်နေဟဲ့ဒီခန္ဓာကိုယ်ကြီးထဲမှာရှိနေတဲ့စိတ်ကယဉ်ကျေးသလားရိုင်းသလားအဲ့ဒီရိုင်းတဲ့စိတ်ကိုတော်ကောင်းကြီးမြတ်ကြီးမကောင်းတဲ့စိတ်ကိုကောင်းဖို့ဆိုလို့ရှိရင်ဒီစိတ်ကိုဝိပဿနာတရားဖြင့်အလှဆင်တဲ့ဗါလဲတော့ဗါလဲတော့ဟေ့ကောင်းသွားပါပြီဗျာစိတ်ဆိုးစိတ်မိုက်ကိုတော်ကောင်းကြီးမြတ်ကြီးဝိပဿနာတရားဖြင့်ဆိုတော့ဝိဆိုတာအထူးပဲပတ္တနာကရှုကြည့်ဆင်ခြင်တာအထူးရှုကြည့်ဆင်ခြင်ရမှာဘာတို့ကိုလေကိုယ်စိတ်ကိုရှုကြည့်ဆင်ခြင်ကြမှန်လားဟဲ့သူများလက်ညှိုးထိုးဝင်နေကိုယ်ရင်ထဲမှာရှိနေတဲ့ကိုယ်စိတ်ကိုတော်ကောင်းကြီးမြတ်ကြီးပြုပြင်နေထိုင်ကြရမယ်ဆိုတာမသေးကြဘူးလားခန္ဓာကိုယ်ကြီးကမြဲသလား9 နာရီ10 နာရီ1 မိနစ်ကထိုင်လာလိုက်တဲ့ဒီခန္ဓာကိုယ်ကြီးခု9 နာရီကျော်သွားပြီနာရာကျင်နာတွေဖြစ်မလာဘူးလားမြဲလို့လားမမြဲလို့နားလည်သွားပြီဒါဆိုရင်တရားကောင်းကြီးမြတ်ကြီးမမြဲခြင်းတဘောတရားလေးကိုလည်းစိတ်မွမွကြည့်စစ်တိုးသွားလိုက်စစ်နဲ့ကြော့သွားလိုက်ခန္ဓာကိုယ်ကြီးကမမြဲဘူးတရားကောင်းကြီးမြတ်ကြီးသေချာကြည့်ရင်မြင်တယ်ဝိပဿနာဆိုတာအဲ့ဒါပြောတာဥလွန်ရေးမှန်လားရေးဒီခန္ဓာကိုယ်ကြီးထဲမှာရှိနေတဲ့မမြဲတဲ့တဘောတရားတွေကိုရှုကြည့်ဆင်ခြင်ပြီးတော့ပွားများအထောက်ကြရမယ်ဆိုတာမသေးကြဘူးလားကိုပြန်ကြည့်လိုက်တော့တရားကောင်းကြီးကိုကောင်းခြင်းကိုဆိုးခြင်းကိုစိတ်ကိုနိုင်ခြင်းကိုစိတ်ကိုမနိုင်ခြင်းတွေဟာကိုရင်ထဲမှာရှိတဲ့စိတ်နဲ့ပဲတရားကောင်းကြီးအခရာကျနေတယ်ဆိုတာမသေးကြဘူးလားဒါကြောင့်ဒီစိတ်ကိုနိုင်အောင်ထိမ့်ပြီးအဆိုးထဲမှာဘာရှာရဒီစိတ်ကိုနိုင်အောင်ထိမ့်ပြီးအဆိုးထဲမှာဘာရှာရမှန်လားဟဲ့ရှာလာလိုက်တာတို့အိုဝန်းဒုတိယညမှာရှာလာလိုက်တာလောဘဟာတရားကောင်းလားတရားဆိုးလားအဆိုးတဲ့ကိုအကောင်းရှာလိုက်တော့အလောဘမတွေ့ဘူးလားဒေါသဟာအကောင်းလားအဆိုးလားရှာလိုက်တာဒီဘက်မှာမေတ္တာတရားမတွေ့ဘူးလားဒကာမများနံပါတ်3မနာလိုခြင်းကိုတရားကောင်းကြီးမြတ်ကြီးတရားဆိုးလို့တက်မှတ်ပြီးတော့ဒီဘက်မှာတရားကောင်းကြီးမြတ်ကြီးဗါတဲ့တော့မုရိတာပွားခြင်းဟာတရားကောင်းကြီးမြတ်ကြီးတရားကောင်းဆိုတာမသေးကြဘူးလားနောက်နံပါတ်4ကမာယာများခြင်းကတရားစုလို့ပြောခဲ့တာဖြစ်တဲ့အတွက်ယုတာဖြောင်းမဲ့ခြင်းဟာတရားကောင်းကြီးတရားကောင်းဆိုတာမသိကြဘူးလားယေရှုကမ်းခြင်းဟာတရားစုလို့ပြောခဲ့တာဖြစ်တဲ့အတွက်ကြောင့်ယေရှုသိယေရှုဆက်ခြင်းဟာတရားကောင်းပါပဲမှန်လားအားကိုစကလုံးလေးပြောလိုက်တာကတရားကောင်းကြီးမြတ်ကြီးနွားကောင်းရင်ဘာကြံတဲ့ခွေးကောင်းရင်ဘာကြံတဲ့ဘာမမေဘူးတဲ့လူကောင်းရင်ဘာတဲ့ဒါလေးနဲ့ဥပမာထိုးပြီးတော့ပြောခဲ့တယ်ဆိုတာမသေးကြဘူးလားဒါလေးလည်းပြောခဲ့ပြီးတော့တရားကောင်းကြီးမြတ်ကြီးကိုဘဝရဲ့အတ္တချက်အနည်းချက်တွေကိုသိဖို့ဆိုပြီးတော့တရားကောင်းကြီးမြတ်ကြီးအမျိုးကလေးတငယ်တွေရဲ့ခွန်အားဆိုပြီးတော့တရားကောင်းကြီးအစချီးပြီးတော့ပြောလာလိုက်တဲ့စကားလုံးလေးတွေလည်းမပါဘူးလားနောက်ဆုံးခုပြောလာလိုက်တဲ့စကားလုံးကခန္ဓာကိုယ်ကြီးကိုမကောင်းတဲ့ခန္ဓာကိုယ်ကြီးကိုတရားကောင်းကြီးမြတ်ကြီးဘာလို့လဲအကောင်းတွေလိုက်ရှာလိုက်တာတွေ့သွားတာကတရားကောင်းကြီးမြတ်ကြီးနောက်ဆုံးတွေ့ရှိချက်ကအုံနောက်ကိုဘာနဲ့လှဆရာလက်နှစ်ဖက်ကိုဘာနဲ့လှစေခြေထောက်နှစ်ချောင်းကိုနားနှစ်ဖက်ကိုမျက်လုံးနှလုံးကိုပါးစပ်ပေါက်ကိုမှန်ကန်ချိုးသားစွာပြောဆိုခြင်းဖြင့်မှန်လားဟဲ့နောက်ဆုံးခန္ဓာကိုယ်တစ်ခုလုံးကြီးချုံပြောလိုက်တော့ခန္ဓာကိုယ်တစ်ခုလုံးကြီးကိုဘာနဲ့လှစေကိုခြင်းတရားနဲ့ဘာနဲ့လှစေခန္ဓာကိုယ်ကြီးထဲမှာရှိနေတဲ့စိတ်ဆိုးစိတ်မိုက်ကိုစိတ်မကောင်းနေတဲ့စိတ်ကိုတရားကောင်းကြီးမြတ်ကြီးဘာနဲ့လှဆင်ဝိပဿနာရှုကြည့်ဆင်ခြင်လိုက်မယ်ဆိုရင်အကောင်းတွေတွေ့လာမယ်ဆိုတာမသေးကြဘူးလားဒါကြောင့်အဆိုးထဲမှာဘာရှာအကောင်းတွေယနေ့ညတွေ့ကြပါပြီဗျာတွေ့ရှိလာတဲ့အဲ့ဒီအကောင်းတွေကိုလက်တွေ့လိုက်နာကျင့်ကြံကြိုးစားပွားများအထောက်ကြ၍ဘဝဆိုးတန်တရာဆိုးကြီးကနေပြီးလွတ်မြောက်ပြီးတော့ဘဝကောင်းဘဝတန်တရာကဆိုးပေဆိုတဲ့တန်တရာကြီးကလွတ်မြောက်ကြောင်းဖြစ်တဲ့နိဗ္ဗာန်ဆိုတဲ့အကောင်းထီးကြီးကိုရှံပွေတွေးရှိပြီးရောက်ရှိကြပါစေလို့ဆန္ဒပြုရင်းနဲ့ချိန်နာရီစီနေတီးသွက်ကြောင့်သာတို့3 ချိန်ခေါ်တရားသိမ့်ကြစို့